อันเทอคิงเตียนถูใส่เทมเรนแต่นี้นะนกุพองเปะพังว่านำตัวช่องนั้นเกยสังเปะนกุพองเปะอับนำตัวคิวพิงอ่ะอันเทเปะคิงเตียนกูโซราลุกูเผาเชียนมกอบการจีนายมตัวเกยสังไว้นางว่าเจจูอันเทนสากบาลไงแต่ถึงอันเทก็นางว่าระช่วงหุงกอมสาก็คิงเตียนนิมุโลกละนาไซตัวนี่อยู่ปังรับไปช่องนางว่าลูกอมพังเดอันเจพี่เนี่ยมิสังไงนางว่ามันราโรตัดก็ยาดิไอ้นะอันเจพี่ชาวอันเซนเพนางว่ามันตัดลายดิเรานะแต่นี่นะนกุพองเพแต่คิงก็น่าพังวันอะไรไงมันตัวพาเช่นสุนัยสินาจัดการดูเด็บกานางว่าเจ็บปลาวันนี้พังยาดิเรานะแต่นี่นางว่าเจ็บปลามุงกาเพทนสุนัยเรื่องอันเจสร้างกุมกาเพนางว่าเจลังส่วนช่างยาดิเรานะอันเจมันตัดคำล้านอะไรไงคิวชานี่เพมูมิมสิงโกลังพอนานังว่าเจสังเจนานาอาศัมไรโจปังยาดียโฮวาเป็นสังนาผู้สิงกังก็ทางนี้ฐานะเป็นกองมากกันโลฮาเลลูยามันน่ะที่ยังอ่ำตัวก็เห็นบุกระกระโดดจะเท่ากันโลบุกระเนี่ยมีสิ่งใส่สกัดในของเราต้องสั่งมาโลว่ามันยโฮวาเป็นสกัดกันโล
has made me glad. Jesus, all the wonderland, the God of the winter zone. See my left and right, all the winter zone. In the deep of my sin, on the electricity. One your sin, all down to no shalami. One your sigeti, oh, one your sigeti. One your sin, all down to no shalami. One your sigeti, oh, one your sigeti. One your sin, all down to no shalami. Jesus, all the one can let the God all the winter zone. We want let the time all the winter zone. When they deep up and sin on the empty. One now sit all down to no shalami. One now sigeti, oh, one now sigeti. One now sit all down to no shalami. One now sigeti, oh, one now sigeti. One now sit all down to no shalami. One now sigeti. One now sigeti, oh, one now sigeti. One now sit all down to no shalami. One now sigeti, oh, one now sigeti. One now sit all down to no shalami. นาลานาเกรซามุงกาเพอันเตชรากอลูชเรคนนามชานิงนันไตไอลามงายมุงกาเทอันเทยองเพกรันกจันนาชินရှေးစွာတရှင်တော်ဖျားခင်ကိုချီးမွမ်းပါတယ်2012ရဲ့နှစ်တစ်မင်္ဂလာဒါဒုတိယအပတ်ဖြစ်ပါတယ်လူလဲနည်းနည်းနေသွားတယ်လို့ခံစားရတယ်ခုံလေးလွတ်နေတယ်ဆိုတော့ဆရာမရှိလို့လားအလုံးများလို့လားဗောနော်ဒါမျိုးမျိုးဒါမဲ့ရောက်စီတဲ့မှာဖျားခင်ကကောင်းကြီးပေးနေပါတယ်ဖျားရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်2012မှာအသက်ရှင်ခွင့်ကိုရတယ်တချို့လဲ2012ကိုဝင်စားဖို့ရန်အတွက်ငါ2012များဝင်စားနိုင်ပါမလားဆိုပြီးတော့တွေးပြီးတော့မဝင်စားနိုင်တဲ့သူလည်းရှိတယ်တချို့ဆို2012ရောက်ခါနေ9မိနစ်10မိနစ်အလိုမှာပျော်ပါလွန်ကျူးပြီးတော့တည်သွားတဲ့လူလည်းမရှိဘူးလားရှိသွားတယ်ဒါကျွန်တော်တို့ကဖျားရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်ဆိုတော့2017နဲ့2012ဒီအကူပြောင်းလေးမှာလူတွေခံစားချက်ပေါ့နော်လူတွေခံစားနေတဲ့အရာလေးဒီနေ့ကျွန်တော်နှုတ်ကပတ်တော်အဖြစ်ခွန်အားယူကြရအောင်ကျွန်တော်တို့ဒီကင်မရာဆရာကျွန်တော်တို့ရဲ့အကူကတော့ဒီနေ့တနားခွဲလောက်ဝင်ငှပေးပါတဲ့မိတ်ဆွေအနေနဲ့တော့တကယ်ပဲဆံငတ်မယ်ဆိုရင်တော့ညနေထိလည်းရပါတယ်ကျွန်တော်လွန်ခဲ့တဲ့အပတ်ကတကယ်မလာနိုင်တော့ဘူးเนาะမလာနိုင်ရခြင်းအကြောင်းကကျွန်တော် trouble ချိုင်းမှာညဘက်မှာဆရာကကျွန်တော်ကိုနှုတ်ကပတ်တော်နဲ့ကျမ်းစာလာတင်ပေးပါတဲ့ခေါ်ထားတဲ့အရာကတော့ညဘက်8နာရီပေါ့နော်တပြေးပြေးနဲ့ဆွဲသွားတာ7နာရီရောက်သွားတာကျွန်တော်လည်း7နာရီကနေ12နာရီခွဲထိပေါ့နော်တနာရီခွဲအမှကျမ်းစာတင်ပေးခြင်းအပြင်နော်တော့ဘုရားနဲ့အမှရှိတဲ့ယုံကြည်သူတွေနဲ့မိတ်ထားရပြောတော့အခွင့်ကိုရတယ်အဲ့ဒီကသူတို့ကျွေးတဲ့အစားအစာလေးစားပြီးတော့အိမ်ပြန်ယထာလည်းရှိတယ်နေရှိဖုနာပါရှိလည်းရောက်ရကျွန်တော်3နာရီကြော်သွားပြီမပြန်တတ်တော့ယထာလည်းမရှိတော့ကျွန်တော်အခက်တွေ့တယ်ပေါ့သူအဲ့ဒီချိန်မှာရောက်ဖောက်ဖုံးဆက်ရမလားအချိန်မှာအိတ်နေပြီပေါ့နော်ဘာဖြစ်ကျွန်တော်ဆက်မဖြစ်မယ်ကျွန်တော်လည်းမပြန်တတ်ဘူးယထာလန်အတိုင်းပြန်မယ်ဆိုရင်လည်းယထာလန်ကများနေလေကျွန်တော်မြန်မာနိုင်ငံဆိုယထာလန်အတိုင်းပြန်လို့ရတယ်တလမ်းပဲရှိတာကြီးကိုဒါလုံးဝအိမ်ရောက်တယ်ဒီမှာယထာလန်အတိုင်းပြန်လို့မရအောင်ကျွန်တော်ဘာဖြစ်ဖုန်းဆက်မယ်ဆိုတော့ဖုန်းဆက်လိုက်ခြင်းအဖြစ်မနေ့4နာရီလောက်အိမ်ရောက်သွားတယ်အိတ်သွားတော့အေးရနဲ့10နာရီထိုးသွားရော
လုံးဝဖျားเจ้าမလာနိုင်တော့ဖြစ်သွားတယ်ပေါ့နော်အားလုံးခွင့်လွှတ်ပါတယ်အားလုံးခွင့်လွှတ်ပါလို့ကျွန်တော်တို့ဒီနေ့တမန်ကျမ်းစာထဲမှာကျွန်တော်ရွေးထားတဲ့အရာကလူတစ်ဖြစ်ခြင်းပေါ့နော်လူတစ်ဖြစ်သွားရခြင်းအကြောင်းတွေအများကြီးရှိတယ်ဒါဆိုတော့2017မှာကျွန်တော်2017နှစ်တစ်အစဝင်တော့ကကျွန်တော်ကအဲ့ဒီ2017ဇန်နဝါရီလမှာဒါနှစ်တစ်မင်္ဂလာဖြစ်ပါစေဆိုပြီးတော့ကျွန်တော်အမြဲတမ်းကြွေးကြော်ခဲ့တယ်เนาะမင်္ဂလာအဖြစ်နဲ့ကျွန်တော်ယူခဲ့တယ်2012မှာကျွန်တော်တို့ဒီပထမအပတ်ဒုတိယအပတ်လိုပဲလုတ်ခဲ့တယ်လို့2017မှာလည်းမလုတ်ခဲ့ဘူးလားလုတ်ခဲ့တယ်ဒါပေမဲ့တစ်ချိန်တုန်းက2017ကနှစ်တစ်မင်္ဂလာဖြစ်ခဲ့တော့လဲအခုချိန်မှာဘာဖြစ်သွားပြီလဲနှစ်ဟောင်းဖြစ်သွားပြီလွန်သွားပြီဒီနေ့2012ကလည်းဒီနေ့အချိန်မှာတော့နှစ်တစ်ဖြစ်နေတယ်တစ်ချိန်ကြာရင်ဘာဖြစ်သွားမလဲနှစ်ဟောင်းဖြစ်သွားမယ်2017မှာထုတ်လုပ်ခဲ့တဲ့ electronic ပစ္စည်းတွေကလည်းအခုချိန်မှာthey out သွားပြီ modern out သွားပြီ2012မှာလုပ်ခဲ့တဲ့အခု modern အသစ်တွေအများကြီးထွက်နေတဲ့ပစ္စည်းတွေကလည်းတစ်ချိန်ကြာရင် modern out သွားမှာဖြစ်တယ်ဆိုတော့ပြောချင်တဲ့အရာကဒီလောကကြီးထဲမှာရှိနေတဲ့အရာအလုံးကပြောင်းလဲနေတာမိတ်ဆွေကအသစ်လို့ခံမြင်နေတဲ့အရာခံစားနေတဲ့အရာအလုံးကဟောင်းနွမ်းသွားတယ်ပျက်စီးသွားတယ်ဒါတွေကိုကျွန်တော်မြင်ရတယ်ဆိုတော့ကျွန်တော်ရဲ့ခန္ဓာဒီလေတနေ့တော့အချိန်မှာဟောင်းနွမ်းပျက်စီးယိုယွင်းသွားမယ်ဆိုတော့တမန်ကျမ်းစာထဲမှာပြောထားတဲ့နှုတ်ကပတ်တော်ရှိတယ်ယေရှုပြုရဲ့အားလုံးလိုက်ဆိုချင်ပါတယ်ယေရှုခရစ်တော်သည်မနေ့ယနေ့နောင်ကာလမပြောင်းမလဲပဲနေတော်မူ၏အရာခတ်သိမ်းကပြောင်းလဲနေတယ်မိတ်ဆွေကနှစ်သိမင်္ဂလာမှာအသစ်ဖြစ်ရမယ်လို့ခံယူထားတော့လဲတနေ့တော့အချိန်မှာအဟောင်းဖြစ်သွားတယ်ဗျနှစ်သိမင်္ဂလာမှာငါအသက်တာနဲ့အသက်တော်အရာတွေနဲ့အသက်ရှင်ရမယ်လို့မိတ်ဆွေကဆုံးဖြတ်ထားတော့လဲတဖြည်းဖြည်းနဲ့ယိုယွင်းသွားတယ်ဘာကြောင့်လဲဒါကျွန်တော်ဆင်ခြင်ရမှာဖြစ်တယ်နှုတ်ကပတ်တော်နဲ့ဒီနေ့တော့နှုတ်ကပတ်တော်ကိုအယောက်စီတန်းရဲ့မျက်နာကိုတော့ရွေးမှာတော့မဟုတ်ဘူးလူကတော့ရွေးလိမ့်မယ်ဟုတ်ပြီဖခင်ခရစ်ခင်ကလွန်ခဲ့သောအချိန်မှာလည်းပြောင်းလဲခြင်းမရှိသလိုယခုမှလည်းပြောင်းလဲခြင်းမရှိဘူးအနာဂတ်မှာလည်းပြောင်းလဲခြင်းမရှိဘူးထာဝရပြောင်းလဲခြင်းမရှိဘူးခတ်သိမ်းသောအရာတို့ကပြောင်းလဲနေတယ်ဖခင်ကပြောင်းလဲခြင်းမရှိဘူးဒါဆိုကျွန်တော်အသက်ရှင်တဲ့အရာအလုံးဒီအမိတခဲပြုထားမယ့်အရာ focus ထားမယ့်အရာကဒီဘယ်အပေါ်မှာအသက်ရှင်မလဲဆိုတာအရေးကြီးတာဖြစ်တယ်အရေးကြီးတယ်ပြောင်းလဲမှုမြန်ဆန်တဲ့ဒီလောကကြီးอ่ะဒါပေမဲ့ပြောင်းလဲမှုမရှိတဲ့ဖခင်ရှိပါတယ်ဖခင်ရှိတယ်ဆိုတော့တမန်ကျမ်းစာထဲမှာဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့တမန်ကျမ်းစာကျွန်တော်တစ်ခေါက်ပြန်ဖတ်မယ်နိကောငါစခွန်လူမီဒီကခရစ်တော်၌ရှိလင်လက်ဘာဖြစ်တယ်လဲဆိုအတိဖြစ်တယ်တဲ့လူကတဲ့လူဆိုရင်ကျွန်တော်ခရိယန်တွေပဲပြောနေတာတော့မဟုတ်ပါဘူးဗျပခုံးကြားမှာခေါင်းထွက်တဲ့လူတွေအားလုံးကိုပြောနေတာလူမီဒီကဘီသူမဆိုခရစ်တော်ထဲမှာရှိရင်တော့အတိဖြစ်သွားတယ်ဗျသူကတော့နှစ်သိမင်္ဂလာဖြစ်လို့မိတ်ဆွေအတိမဖြစ်နိုင်အောင်အင်ကြီးအတိတွေဝတ်ထားလို့လူတစ်မဖြစ်နိုင်အောင်ကျွန်တော်မြင်ချင်တာမှာဆိုရင်ဖြစ်ခဲ့ဘူးတဲ့ကြုံခဲ့ဘူးတဲ့ကိုလည်းလှုပ်ခဲ့ဘူးတဲ့နှစ်သိမင်္ဂလာဆိုည7:00 နာရီဘလောက်ပဲချမ်းချမ်းမြစ်စိတ်မှာရည်သားချိုးတာလူတစ်ဖြစ်ချင်လို့လူတစ်ဖြစ်သွားပြီတဘလောက်ခံမလဲတပတ်ပဲခံတယ်ဆိုတော့ဒီနေ့လူတစ်ဖြစ်ခြင်းအရာဒီမိမိရဲ့စိတ်ကြောင့်လားအခြေအနေကြောင့်လားမြင်နေတဲ့အယဝတ္ထုပိုင်းဆိုင်ရာကြောင့်လားဆိုတာဒီနေ့တထိုင်နဲ့စဉ်းစားလို့ရတယ်ဗျဒီထဲမှာတော့ပြောထားတယ်လူကားတဲ့ခရစ်တော်ထဲမှာရှိတယ်ဆိုရင်အသစ်ဖြစ်တယ်ခုနကချင်လိုပြောတယ်ဆိုရင်တော့ပိုရှင်းတယ်ဗျကချင်လိုကျွန်တော်စကလုံးတစ်လုံးကိုကျွန်တော်တွေးလိုက်တယ်ခရစ်တုထာအေမရလငိုင်ငိုင်ရိုင်းငါအိုင်တဲ
တဲ့ညံကိုတဲ့တဲ့ညံကိုဆိုရကတေးချသလားတေးချတယ်ဆိုရင်တော့တဲ့အတေးဖြစ်မယ်လူမီဒီကခရစ်တော်နဲ့ရှိရင်အတေးပြုတ်ပြင်တတ်တော်တတ်တော်ဖြစ်တယ်စဖတ်မယ်ဟောင်းသောအရာတို့ဒီပြောင်းလဲသွားတယ်ဗျသူမှာတက်တာခရစ်တော်ထဲမှာရှိနေဟောင်းသောအရာတို့ကဖြစ်လေပြောင်းလဲသွားတာပြီးတော့ခတ်သိမ်းသောအရာတို့တွေအားလုံးကဘာဖြစ်လဲအသေးဖြစ်သွားတယ်ကျွန်တော်ကဘဝအသက်တာကိုလေလွန်ခဲ့တော့အချိန်မှာကျွန်တော်မကြည့်ဘူးမတွေးဘူးတော်တော်လေးလူရဲ့မျက်နှာလူရဲ့ရှေ့မှာတကယ်ဆွဆွရင်ရှာပွေတော့အရာတွေဖျားမကြိုက်တဲ့အရာဒူးဆိုင်နွန်ထဲမှာအသက်ရှင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ကဒါပေမဲ့ဒီအရာတွေအားလုံးကိုကျွန်တော်လွတ်မြောက်ချင်နေတာကြာခဲ့တော့လည်းကျွန်တော်မလွတ်မြောက်နိုင်ဘူးကျွန်တော်ရဲ့အစွမ်းစားကြောင့်ကျွန်တော်ရုန်းကန်ခဲ့တယ်နေ့တိမင်္ဂလာရောက်ရင်ကျွန်တော်အတစ်လို့ခံစားတယ်ဖះเจ้าနှစ်ပတ်သုံးပတ်တော့ပုံမှန်တက်တယ်ပွဲတော့စားတယ်အတစ်ဖြစ်ပြီးဖះတကနှစ်သက်မှာပဲလို့ခံယူထားတာဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်အသက်တာထဲမှာအသက်ရှင်လာပြီခရစ်တော်ထဲမှာကျွန်တော်ရှိသွားပြီဆိုခတ်သိမ်းတော့အရာတို့ဒီတဲ့အတစ်ဖြစ်သွားတယ်အောင်စရာပဲဒါဘာကြောင့်လဲမိမိလှုပ်ဆောင်မှုလားအရင်တော့ကျွန်တော်လှုပ်ဆောင်ခဲ့တယ်ဆက်ဖတ်မယ်ဒါပေမဲ့ဒီစာရွက်ထဲမှာတော့ကျွန်တော်မပေးမိလိုက်အောင်18မှာထို့သို့ဖြစ်တော်တဲ့ဘာကြောင့်ဖြစ်သွားတာလဲတဲ့ဖယားသခင်တကူတော်အဖြစ်ဖြစ်တယ်မိမိလှုပ်ဆောင်မှုတပြားမှာမပါဘူးနှစ်တိမင်္ဂလာဖြစ်လို့ခမညာမိတ်ဆွေအတစ်ဖြစ်လာစားအကြောင်းတော့မရှိဘူးအချိန်ကာလတော့သူပြောင်းလဲသွားမှာမိတ်ဆွေကအိတ်နေရင်လဲဟိုနှစ်တိမင်္ဂလာမကြိုဘဲနဲ့အိတ်နေလဲနှစ်တိမင်္ဂလာတော့သူလွန်သွားမှာပဲမိတ်ဆွေတော့စောင့်မှာတော့မဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ငယ်တော့အချိန်ကနေခရိယန်ရဲ့ဒလိထုံးစံမှာကျင်လည်ခဲ့တဲ့အရာအလုံးဒီနှုတ်ကပတ်တော်ကိုပြန်ပြီးတော့ကျွန်တော်ဖတ်ရှုလေ့လာတဲ့အချိန်မှာကျွန်တော်ဖြုတ်တင်တာတွေအလုံးဖြုတ်လိုက်ပြီခရစ်တော်မွေးဖွားခဲ့တာဒီနေ့အခုချိန်မှာဆိုခရစ်တော်ရဲ့အသက်ကတော့တလပြည့်ပြီလားမပြည့်သေးဘူးခရစ်တော်မွေးတာတလမပြည့်သေးဘူးတတိလေးပဲရှိသေးတယ်နော်ခရစ်တော်လည်းမွေးဖွားလာရောနေ့တမင်္ဂလာဖြစ်လာတယ်ဆိုတဲ့အရာဒီနေ့ခရစ်မတ်ပွဲတော်ဆိုတဲ့အရာကကျွန်တော်ဒီအရာလေးနည်းနည်းပြောချင်တယ်ခရစ်မတ်ပွဲတော်ဆိုတဲ့အရာကတမန်ကျမ်းစာထဲမှာတော့မပါဘူးခရစ်မတ်ပွဲတော်လုပ်ကြပါနော်ဟိုပျော်ပွဲရှင်ပွဲတွေလုပ်ကြပါတော့မပါဘူးဗျဒါပေမဲ့ကျွန်တော်အရင်တော့ဒါအောင်မသိဘူးခရစ်မတ်ပွဲရောက်ပြီဟဲ့ဆိုအင်ဂျီတစ်တွေဝယ်ဘာညာတွေဝယ်ပြီးတော့ပျော်ပွဲကျွန်တော်ရဲ့မိသားစုအတိုင်းဝိုင်းမှာဖြစ်အသင်းတော်အတိုင်းဝိုင်းမှာပဲဖြစ်ပျော်ပွဲရှင်ပွဲတွေလုပ်ကြတယ်ပျော်ရွှင်တယ်ခရစ်တော်မွေးဖွားလာတယ်ဒါပေမဲ့ဒီတမန်တရားကျွန်တော်အသက်တာထဲမှာအသက်ရှင်လာတယ်ဆိုရင်ဒီအရာတွေအားလုံးကျွန်တော်ဖယ်ရှားပြီးတော့ခရစ်မတ်ဆိုတဲ့အရာကဘယ်နေရာမှာသွားလုပ်ရမလဲအသင်းတော်ထဲမှာလုပ်เสียမလိုတော့ဘူးဒါကတစုံတစ်ခုတော့ကျွန်တော်တို့အတိမတ်ပြုတ်ပေးရုံလောက်ပဲခရစ်မတ်ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်ကမယုံကြည်သူတွေအလယ်မှာတွားလုပ်ပေးရမှာဖြစ်တယ်နန်းတဲ့ကောတဲ့မုန်ကန်ကအန်ထွဲဒီနေ့မှာဖြောင်းနဲ့ထွန်းเสียအကြောင်းတော့မရှိပါဘူးဖြောင်းနဲ့ဘာကြောင့်ထွန်းရတာလဲမောင်နေလို့ထုံးပြီဟဲ့မြစ်ချချပါအောင်ဘာညာမောင်နေပြီလောက်ပါရှာလေမောင်နေလို့လောကကြီးတဲ့မောင်နေတယ်အလင်းကဟုတ်ပဲယူသွားရမှာတင်ကမိတ်ဆွေကအလင်းဖြစ်ဖို့ရန်အတွက်စ조사စံမလိုဘဲနဲ့အလင်းကိုဖြစ်နေတာဖြစ်ခြင်းရဲ့တက်တည်ဖြစ်ဖို့ရန်အတွက်စ조사နေသေးတယ်ဆိုရင်တော့မဖြစ်သေးလို့ပေါ့အတစ်ဖြစ်ခြင်းနဲ့ဆိုရင်တော့အတစ်မဖြစ်သေးလို့ဒါဆိုလူကလည်းခရစ်တော်ထဲမှာရှိနေပြီလားတေချာလားဒါပထမဦးဆုံးစဉ်းစားရမယ်အချက်ပဲခရစ်တော်ထဲမှာရှိနေဆိုတော့ရမဩဝါဒစာမှာကျွန်တော်ဆက်လက်ပြီးဖတ်မယ်ကျွန်တော်ရဲ့အသင်းတော်အမှုမတူပေါ့နော်ကျွန်တော်စန်းစာလေးတောင်းတာပေါ့နော်ကျွန်တော်ဒီတပိုက်လေးပဲနှစ်ကော50ခုတပိုက်လေးပဲပေးလိုက်တယ်တခြားအကာရန်လေးတွေမပါဘူးလားအများကြီးတော့ရှိရသူ
จะสายสามาโมโหสนออย่าบีโลดีอาเนี่ยจนอดีกะโฟกัสคู่เบวูท้ามาเมโดโรมาโอดาสามาจนุเรလူဟောင်းနဲ့လူတစ်ဖြစ်ရခြင်းအကြောင်းကိုတိကျပြောထားတယ်ဗျရောမဝဒခန်းကြီး6မှာတမန်ကျမ်းစာအုပ်ပါကြပါသလားအမပါကြဘာကြောင့်လဲဆိုအစင်တင်ရေးထားတာယူဒါကြောင့်လဲကျွန်တော်တပိုက်ပဲပေးတယ်မြင်မပေးဘူးကျမ်းစာအုပ်ပါယူခဲ့စေခြင်းတယ်နော်တခြားရက်တော့မဟုတ်ဘဲနဲ့ဒီနေ့ဖျားเจ้าမှာကျမ်းစာအုပ်လေးယူစေခြင်းတယ်ပေါ့နော်ဘေးမြို့သားတွေကတလမြို့သားတွေထဲဘာဖြစ်လဲထူးမြတ်တယ်တဲ့ဒါထူးမြတ်ခြင်းအကြောင်းအတ္တနော်ဖခင်ရဲ့နှုတ်ကပတ်တော်တမန်တရားကိုသိတယ်တမန်တရားကိုသိတော်သူဒီတဲ့လွတ်ချင်းခွင့်ကိုခံစားရတယ်လောကမှာအသက်ရှင်တဲ့အချိန်မှာအပူတပင်ဆွေးမှုတွေကိုသူကြော်လွှမ်းနေတဲ့ခွန်အားကိုရတယ်ဘာလို့နှုတ်ကပတ်တော်တည်နေတာဆိုတော့တမန်ဆရာတွေကဝေငှလိုက်တဲ့အပေါ်မှာပြောလိုက်တဲ့အရာပေါ်မှာကြိုက်လားမကြိုက်လားဆိုတာစင်ချင်တတ်ရတယ်ပြောတဲ့အတိုင်းအားလုံးအာမင်လို့ထူလိုက်ရင်တော့ဒါလည်းမဖြစ်ပြောင်းလေအဲကြောင့်တမန်ကျမ်းစာအုပ်ကိုယူစေခြင်းပါတယ်ကျမ်းစာအုပ်အကြီးကြီးမဟုတ်တော့လေတိတိလေးတွေပေါ်ပါတယ်နော်လေးတယ်ဆိုရင်အသေးလေးတွေပေါ်တယ်ကျမ်းစာအုပ်တော့တိတ်ဖတ်ချင်တဲ့စိတ်တော့ရှိမှာမဟုတ်ပုံလေးတွေမပါဘူးဆိုတော့စာလေးတွေပဲဆိုတော့လေဒါမဲ့ဒီကကျွန်တော်တို့အသက်ဖြစ်နေပါတယ်ဆိုတော့ရောမဩရာခန်းကြီး6အခန်းငယ်6မှာငါတို့ဤလူဟောင်းနေတဲ့လူဟောင်းဒီထိုတခင်နဲ့အတူဘယ်ပေါ်မှာလဲဆိုလဝကတိုင်မှာအတေတချင်းကိုခံရပြီဟုငါတို့သိတယ်သိလားသိတယ်သိကိုသိရမယ်လူဟောင်းနေဟောင်းမှာဖြစ်ခဲ့တဲ့အရာတွေလောက်ဆောင်ခဲ့တဲ့အရာတွေဒီအရာကိုနိတ္တမင်္ဂလာရောက်လာလို့ကျွန်တော်တို့ကပြန်ဝင်ချတောင်းပန်ကြတယ်ကိုရောနိတ္တမင်္ဂလာနိတ္တဟောင်းမင်္ဂလာမှာ2017မှာလှုပ်ခဲ့တယ်မာမိခဲ့တယ်ဟိုတယောက်ကိုဒီလိုလှုပ်ခဲ့တာဒီလိုစဉ်းစားခဲ့တာတွေအားလုံးခွင့်လွတ်ပေးပါကျွန်တော်ကခွင့်လွတ်ပေးရင်ဖျားကြီးနိတ္တမယ်လက်ခံမယ်လို့ယုံကြည်ထားတာဗျကျွန်တော်ကလေစကားလေးချူချူလေးနဲ့မြေကြစွာနဲ့ဖျားကြီးရှင်းမှာဝင်ချတောင်းပန်လို့ဖျားကြီးခွင့်လွတ်ပေးမယ်လို့ဝန်ခံနေတာဗျထင်နေတာမဟုတ်ဗျဘာကြောင့်ခွင့်လွတ်ထားတာလဲခရစ်တော်ကပြောတယ်ဗျကျွန်တော်တို့တွားဝင်ချတောင်းပန်လေရောဂရန်နီတက်လာတိုးပြန်ပြီဘာလဲကျွန်တော်တို့မြန်မာနိုင်ငံကားတယ်ဆိုပါတနေ့တစ်ခါပါပဲလေတက်တန်းတိုးရတယ်ဒိတ်အောက်သွားတယ်တက်တန်းကုံသွားရင်ဆက်စီးလို့မရအောင်ကျွန်တော်လည်းနေဟောင်းကုံသွားပြီလို့နှစ်မင်္ဂလာရောက်လာပြီဆိုရင်အပြည့်ဝင်ချတောင်းပန်တာမလို့ရင်ရှစ်ဆက်ပြီးတော့အသက်ရှင်လို့မရတယ်လို့ခံစားတယ်တစုံတစ်ခုငါလုံးရအောင်မယ်တစုံတစ်ခုကိုငါပြောရအောင်မယ်မပြောရင်ဒီဟာစိတ်အော်တပါစိတ်မကြည်လင်ဟုတ်တယ်မလားဟုတ်တာပေါ့ဗျာအော်တပါစိတ်မကြည်လင်ကျွန်တော်တို့ကအော်တပါစိတ်ကြည်လင်ခြင်းမကြည်လင်ခြင်းအသက်ရှင်နေတာယိုဒီနေ့တမန်ကျမ်းစာထဲမှာရှင်းရှင်းလေးပဲပြောထားတယ်ငါတို့ရဲ့လူဟောင်းတွေထိုတခင်နဲ့အတူလက်ဝက်ကတိုင်မှာအတိတ်တချင်းကိုခံပြီးသွားပြီဆိုတာကျွန်တော်ရှရတိတယ်နေ့တင်မင်္ဂလာမှာကျွန်တော်ဖျားခင်ကိုဝန်ချတောင်းပန်စရာမလိုဘူးဝန်ချလည်းမတောင်းပန်ခဲ့ဘူးဘာကြောင့်လဲဖျားခင်မနစ်သက်ခဲ့တဲ့အရာမလုပ်ခဲ့လို့ပဲဖြစ်တယ်ဟာလေလုယာဘာကြောင့်ဝန်ချတောင်းပန်နေတာလဲဘာကြောင့်ဝန်ချတောင်းပန်စရာလိုတာလဲတင်နောက်တစ်ခါအပြစ်လှုပ်ချင်လို့ပြန်တောင်းပန်တာဖြစ်တယ်လှုပ်ချင်လို့ဂရန်နီတက်တနေ့လာတူတာဆိုအစ်တီလာလူမျိုးတွေကိုဘုရားသခင်ကတရားဟောရာကျမ်းခန်းကြီး20ချင်းမှာဘာပြောထားလဲငါရဲ့စကားတော်ကိုစစ်တေချာနားထောင်ရင်နဲ့စစ်လို့ပါတယ်ဗျဟိုလိုဒီလိုတော့မလုံးနဲ့တေချာနားထောင်တခုမှမလွဲစာအကြောင်းမရှိဘူးစစ်နားထောင်လင်းတဲ့ခံရမဲ့ကောင်းကြီးမင်္ဂလာဟူမူကားအများကြီးပါတယ်ဗျကောင်းကြီးမင်္ဂလာတွေခံစားခြင်းလားခံစားခြင်းတယ်မလေး blessing တွေခံစားခြင်းတယ်ဘုရားတခင်ရဲ့စကားကိုနားမထောင်ဘူးဆိုရင်တော့တဲ့အမင်္ဂလာပုံများတယ်ဗျ
အနာစိမ့်နေအယိုအရွေ့တွေအများကြီးပါတယ်ကောင်းခြင်းမင်္ဂလာနဲ့အမင်္ဂလာကနန်းရှင်လာရဲ့အမင်္ဂလာပုံများတယ်ပုံများနေတယ်ဒါပေမဲ့တရားဟောရကျမ်းက तू ကပြောတယ်ပညာကျွန်တော်ဖျားတကယ်စကားတို့ကိုစစ်နားထောင်ရင်စကားကိုနားထောင်မယ်ဆိုဒါခံစားရမယ်မနားထောင်ဘူးဆိုရင်ဒါခံစားရမယ်နှစ်ခုဖြစ်နေတယ်ဗျနားထောင်မှမနားထောင်မှဆိုရင်တော့ကျွန်တော်တို့ကလေအချင်းချင်းအမင်္ဂလာနဲ့ပို့ပြီးတော့နီးနေတယ်ဟုတ်လားပို့ပြီးနီးနေတယ်ဆိုတော့ဒီတမန်ကျမ်းစာထဲမှာအကြောင်းမူကားငါတို့ဒီနောက်မှအပြစ်တရားရဲ့အစေကိုမခံစေခြင်းကအပြစ်တရားကိုဖျက်ဆီးမိအကြောင်းဖြစ်သွားတယ်ကျွန်တော်ရဲ့အမင်္ဂလာနဲ့အမင်္ဂလာရဲ့စိုးကျိုးကိုခံစားရမယ့်အရာအလုံးခရစ်တော်အလုံးဖြည့်ရှင်ပြီးသွားပြီအလုံးချိုးဖက်ပြီးသွားပြီဒါကြောင့်ခရစ်တော်ကလောကတိုင်မှာဘာပြောသွားလဲအမှုပြီးပြီဗောဗီဒီယိုပြီးသွားပြီပြန်တော့လေဘာဆက်အိတ်နေတာလဲသမင်းစားပြီးပြီသမင်းဝိုင်းကနေပြန်တော့လေဘာမျောနေသေးလဲပကံဆေးတာအင်ရှင်နေဆင်းပါဗောဒါထုံးစံပြီးပြီဘာလုံနေသေးလဲအခုတော့လောကမှာအသက်ရှင်နေအပြစ်တစုံတစ်ခုများလုံမိခဲ့ရင်ကောဘယ်လိုလုံမှာလဲလုံချင်သေးလို့လားစကားရှိလာပြီလုံမိခဲ့ရင်ဘယ်လိုလုံမလဲလူတွေကထပ်မေးတယ်ဖျားကပြန်မေးမှာပဲလုံချင်သေးလို့လားဒီနေ့ကျွန်တော်အသက်တာဒီပညာတရားဆိုတော့အရာနဲ့ကျေးဇူးတရားဆိုတဲ့အရာဘယ်အပေါ်မှာကျွန်တော်ကအသက်ရှင်နေတယ်လဲဒီတရားဟောရကျမ်းကခရစ်တော်မပေါ်တဲ့အချိန်မှာရေးထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဣသရေလလူမျိုးတွေကမမနဲ့ဖျားတကယ်မမှန်ကန်ဘူးစကားနားထောင်ရင်ခံစားမဲ့ကောင်းကြီးမင်္ဂလာရှိတယ်လို့မနားထောင်ရင်အမင်္ဂလာခံစားမဲ့အရာရှိတယ်တစ်ဆက်တည်းမှာပဲဒီစကားနှစ်ခုကိုပဲပြောတာမဟုတ်ပဲနဲ့အပြစ်ဖြေရရစ်ကိုဘာလုပ်ပေးလိုက်လဲတခါလဲကျင့်သုံးဖို့ရနဲ့ပေးလိုက်တယ်ဗျမင်းတို့မားရင်တော့ဒီတန်းဆက်သွားလို့မရဘူးဒါပေမဲ့တနေ့တခါ granny တိုးဖို့ရန်အတွက်ငါထန်တို့လာရင်တိုးတကောင်ယူပြီးတော့အသွေးပက်ဖြန်းရမယ်ဣသရေလလူမျိုးတွေကတနေ့ပတ်လုံးကြိုက်တာလုပ်တယ်နစ်ကိုရင်ယေရှုရှလင်မျိုးကိုတွားပြီးတော့ယေဘရဟိတ်ထံအပြည့်ဖြေလို့ရတယ်တက်တန်းတိုးတာဖြေလို့ရတာဟာဖျားကလည်းသူ့ရဲ့ဂတိတော်သူ့ရဲ့စကားရှိတယ်ဆိုတော့ဒီအသွေးကိုမြင်ရင်သူကလေလူများသားများပဲစော်ကားလူပဲတက်ခဲ့မတမာတော့စီးပွားရေးပဲလှုပ်ခဲ့တော်လဲဒီအသွေးကိုမြင်ရင်ခွင့်လို့ပေးရတယ်ဒီဂျူးလူမျိုးတွေကိုဖျားကသူကဂတိတော်ရှိတာယူစကားရှိတာယူဒီအသွေးကိုမြင်ဟာမင်းအဖြစ်တော့နည်းနည်းများတယ်နည်းနည်းစိတ်ကတိုးကတုံးကောင်လောက်မှဖြစ်မယ်မရအဲ့လိုမျိုးမဟုတ်ဘူးဖျားကပြောပြတာအသွေးပက်ဖြန်းရင်အပြည့်လွတ်ပေးမယ်ဒါပေမဲ့တက်လုံးလားထာဝရလားတနစ်ပဲမိတ်ဆွေတနစ်ပဲဣသရေလလူမျိုးတွေဒါတွေကိုကျင့်သုံးခဲ့တာတနစ်တစ်ခါအပြည့်ခွင့်လွတ်ကြတယ်အပြည့်တောင်းပန်ကြတယ်ဘုရားခင်ရှေ့မှာတနစ်ပဲ granny တနစ်ပဲဒီနေ့တမတိကာလမှာရောက်လာတဲ့အချိန်မှာဘုရားခင်ဒါမနစ်တက်ဘူးအလုပ်ရှုပ်တယ်ငါကိုယ်ရဲ့ဆင်းမြင်မှထို့တိုးတငယ်ကဲ့သို့ပိတ်ဆိုင်ရမယ်ဟာလေလုယာဆိုတော့ကျွန်တော်ကြားဘူးတာကအရင်တော့ကလူကစူးစမ်းရင်ဖျားဖြစ်တယ်လို့ပဲကြားဘူးတာယိုလူကနေဖျားဖြစ်သွားတာပဲဇန်ကြွသွားတယ်ဒါတွေပဲကြားဘူးတဲ့ဖျားကနေလူဖြစ်တယ်ဆိုတာကြားမကြားဘူးယုံလဲမယုံဘူးလူကဖျားဖြစ်ချင်လို့တော့စူးစမ်းတယ်ဖျားကလူဖြစ်လာဖြစ်တယ်ဆိုတော့ဒါမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်ခဲ့တာဒါယေရှုခရစ်တော်ကအဲ့လိုမျိုးမဟုတ်ဘူးသူရဲ့ကောင်းကင်စည်းစိမ်တွေကိုအလုံးကိုဆွလို့ပြီးတော့ကျွန်တော်ရှိသောလောကကိုဘာလောက်လာလဲဆင်းလာတယ်ဗျာကျွန်တော်ကိုချစ်လို့ဖြစ်တယ်ဟာလေလုယာကျွန်တော်ထာဝရကာလကိုခြေလန်းဖို့ရန်အတွက်သူဟာလောကကိုဆင်းလာတာတနေ့တစ်ခါအဖြစ်ဖြေလွတ်เสียအကြောင်း
မရှိတော့ဘူးဒီတိုးလေးတွေကကျွန်တော်တို့ကဖះကခရစ်တော်ကမလာဘူးကဲမင်းတို့ဣတိလလူမျိုးတွေကျင့်သုံးတဲ့ဒလိထုံးစံမဲ့ခရစ်ယာန်တွေဆက်လက်ပြီးဒလိကျင့်သုံးကြပါဆိုရင်တော့ခရစ်စမတ်ဟိုကျွန်တော်ဒီလိုမကျင့်ဒီလိုပွဲလမ်းတပင်နဲ့မလုပ်ဘဲနဲ့တအိမ်တော်စုကိုတယောက်ကိုဘာယူလာမလဲတိုးတကောင်တော့မလာမယ်ဖះเจ้าဒီလောက်တော့မဆန့်ဘူးတိုးတူလောင်ထားတဲ့တွေတော့เนาะတနေ့တယောက်ဆရာတော့တော်တော်အလုရှုံမှာပဲဟုတ်တယ်မလားဆိုတော့အလုံးဖះကဘာလုပ်လဲမနစ်တော့ဒီရောက်ကိုကျွန်တော်ပြောပြီးတော့ဟာတဆွေဒီဆရာကလုပ်ပြီးအပြည့်ကိုခွင်းလို့ဆံမလို့တော့ဒါဟိုအဖွဲနဲ့တူသွားပြီလူကနေဒီလိုဟုတ်လို့ထင်တယ်ဗျဖះရဲ့အကြံစီနဲ့လူအကြံစီနဲ့တူလားမိတ်ဆွေဒါကမိတ်ဆွေစဉ်းစားတာဗျဖះရဲ့အကြံစီအဲ့လိုမျိုးမဟုတ်ဘူးလူအထင်နဲ့ဖះအမြင်နဲ့တခြားစီလောကကြီးပြောင်းလဲနေဖះကပြောင်းလဲခြင်းမရှိဘူးလူကစ조사ရင်ဖះဖြစ်သွားတယ်ဒါလူထင်တာဒါပေမဲ့ဖះကလူစားတီးကိုခံယူတယ်ပြောင်းပြန်နေပြီပဲလူအသွေးခေါ်တွေနဲ့လာပြီဟိုခရိယန်အုပ်စုတွေငါတို့ကိုပြောင်းပြန်လဲပြီငါတို့လက်စားဖို့လာပြီအိမ်လေးတွားရင်လေမဟုတ်ဘူးမင်းတို့ပြောင်းပြန်ဖြစ်နေတော့ကျွန်တော်အသက်လုတ်ပေးတာတို့ကပြောင်းပြန်ဖြစ်နေတာမသိဘူးကျွန်တော်ကအသက်လုတ်ပေးတာဒီနေ့ကျွန်တော်ကပြောင်းပြန်အားဖြင့်အသက်ရှင်နေတာဒီနေ့ကျွန်တော်အသက်ရှင်တဲ့အရာအလုံးဓမ္မဟောင်းထဲမှာပဲအသက်ရှင်နေသလားရှိနေသေးသလားဆိုတာစဉ်းစားဖို့ဖြစ်တယ်ဆက်လက်ပြီးတွားမယ်နော်ကဘာဦးချမ်းမှာရှိနေတဲ့မိသားစုအကြောင်းလေးရှိတယ်အဲ့ဒါတစ်ချက်လေးခွန်အားယူကြည့်အောင်ကဘာဦးချမ်းခန်းကြီးလေးမှာဘသူမိသားစုအကြောင်းရှိလဲဆိုရင်ဖျားခင်ဖန်ဆင်းတော့မိသားစုအကြောင်းရှိတယ်အာဒံရဲ့မိသားစုပေါ့လေးကနေလေးထိကျွန်တော်ဖတ်ပါမယ်ကပ္ပဦးကျမ်းခန်းကြီးလေးအခန်းငယ်1ကနေ4ထို့နောက်လူအာဒံဒီမယားအေဝါနှင့်ဆက်ဆံတဲ့ဖြင့်အေဝါသည်ပဋိဒီဆွဲယူ၍ကာဣနကိုဖွားမြင်နေတဲ့ထာဝရဘုရား၏လူကိုငါရပြီဟုပြောဆိုတယ်အာဒံနဲ့အေဝါသည်ကာဣနကိုမွေးတယ်အယံပြောတယ်အယံဝမ်းမြောက်တယ်ဘုရားရဲ့လူကိုငါရပြီလို့သူဝန်ခံခဲ့တာနော်ဆက်ဖတ်မယ်တပန်သူ့ညီအာဘေလကိုဆက်လက်ပြီးတော့မွေးဖွားတယ်အမတလူတွေကဘာလုတ်ကန်စားတော့ကြတယ်လဲဆိုတော့ညီကိုနှစ်ယောက်ကအာဘေလကတိရစ္ဆာန်တွေကိုမွေးဖွားတိရစ္ဆာန်တွေကိုထိမ့်တဲ့အလုပ်ကြောင်းတဲ့အလုပ်ကိုလုတ်ကန်စားတော့ပြီးမှကာဣနဆိုတဲ့အကိုကဒီစိုက်ပျိုးရေးအလုပ်ကိုလုပ်တယ်ဒါလုပ်ငန်းမတူဒါပေမဲ့အချိန်စိတ်တော့အခါဒီမိသားစုတွေကဘာလုပ်တယ်လဲဖျားသခင်တန်ပူဇော်ပတ်တာရဖျားသခင်ရှင်မှာတွားတယ်ကျွန်တော်လည်းအချိန်စိတ်ရင်ဖျားသခင်ရှင်တန်တိုးဝင်ချင်းကပ်ရတယ်ဒါတနေ့ကိုနေနေဆိုကျွန်တော်ယုံကြည်သူတွေနဲ့ဝိုင်းဖွဲပြီးတော့အသက်ရှင်တဲ့ဖျားသခင်ကိုတပတ်တာလုံးအားဖြစ်တော့၎င်းလွန်ခဲ့တဲ့အချိန်တွေကိုကျေးတော်ချီးမွမ်းတယ်ဒါတွေကျွန်တော်တို့လှုပ်ဆောင်ကြတယ်ဒီလိုပဲသူတို့မိသားစုတွေအချိန်စိတော့အခါတဲ့ဖျားသခင်ထံတွားကြတယ်တွားရင်ဒီလိုမတွားဖျားသခင်နှစ်သက်ဖွယ်တော့အရာကိုသူတို့ယူသွားကြတယ်ပူဇော်ပတ်တာကြတယ်ဆက်လက်ပြီးတော့ဖတ်မယ်အာဘေလဒီလည်းမိမိတိုးစုတွင်အူဖွာတော့တာအချို့နေတိုးစီဥကိုဆောင်ခဲ့တယ်ထာဝရဘုရားဒီအာဘေလနဲ့သူဤပူဇော်တက်ကကိုဘာလုပ်ပေးလိုက်လဲလက်ခံတယ်ဆက်လက်ပြီးဖတ်ပဲဆိုရင်ကာဣနနဲ့သူဤပူဇော်တက်ကကိုပမာဏပြုတော့မမူဘာလို့လက်မခံဘူးအကိုရဲ့ပူဇော်ခြင်းကိုလက်မခံဘူးညီရဲ့ပူဇော်ခြင်းကိုဘုရားသခင်လက်ခံပေးတယ်ဆိုမျက်နှာလိုက်တဲ့ဘုရားလားကာဣနလည်းသူရဲ့ခြံထဲမှာအကောင်းဆုံးအသီးနာဒါကြီးတယ်ဒါအချိုဆုံးဖြစ်လိုက်မယ်အနာစာမပါဘူးဒါအကောင်းဆုံးတွေကအကောင်းဆုံးဘုရားသခင်ကိုပူဇော်တာပဲဘုရားသခင်ဘာကြောင့်လက်မခံတာလဲဘုရားသခင်ကအသားကြိုက်လို့လားအတွေ့ဟောတီးပြီးသွားတယ်
အကောင်းဆုံးလေးတွေကိုဘုရားခင်တန်ပေးကြတယ်ဘုရားခင်နေတဲ့မလို့ထင်လားထင်လို့လုပ်ခဲ့တဲ့အချိန်လည်းရှိတယ်မလားရှိတာပေါ့ဗျာထင်တာလေလူထင်တဲ့အတိုင်းမနောလက္ခဏာရှိတော့လဲအဆုံးမှာတေချင်းကိုပို့တော့လမ်းတလန်းရှိတယ်ဆိုတာဒီနေ့ခရိယန်တဲ့ကလူတွေလည်းမသိသေးဘူးမသိဘူးငါတွေးနေတဲ့အရာတွေငါပြောနေတဲ့အရာတွေငါအသက်ရှင်တဲ့အရာအားလုံးတွေနောက်ဆုံးရဲ့အဆုံးမှာတေချင်းကိုရောက်သွားနိုင်တယ်ဆိုတာလဲနားမလဲသေးဘူးတမာတရားကိုမသိတော့သူတွေရဲ့အသက်တာထဲမှာဒီလိုဖြစ်နေတယ်ဆိုကာအီနာနဲ့အာဘီလာရဲ့ပူဇော်ပတ်တာချင်းဘုရားခင်တိုးဝင်ချင်းကတဲ့အချိန်မှာဘုရားခင်တစုံတစ်ခုကိုလက်ခံတဲ့တစုံတစ်ခုကိုလက်မခံဘူးဘာကြောင့်လဲစဉ်းစားစရာပဲဘုရားကနင်းနောက်လိုက်စားအကြောင်းလဲမရှိဘူးဆက်လက်ပြီးဖတ်မယ်ဆိုရင်ကာအီနာဒီအလွန်စိတ်ဆိုးတယ်တဲ့မျက်နှာပြတ်သွားတယ်မိုက်ဦးဗျာကျွန်တော်တို့ကိုအတိမမပြုတ်ရင်ဘယ်လိုလဲစိတ်အားငယ်အတိမပြုတ်ခြင်းခံစားခြင်းနဲ့လူတွေရှိမှကိုရက်ခြင်းနဲ့ငါနံပါတ်1ဖြစ်ချင်တာငါအဖွဲ့အစည်းခေါင်းဆောင်မဖြစ်မှာမဖြစ်ရင်ငါမလုပ်ဘူးသူ့ကိုအတိမမပြုတ်လို့မျက်နှာဘာဖြစ်လဲပြတ်သွားတယ်မျက်နှာပြတ်သွားဘုရားသိလားသိတယ်ဘုရားကလေမိတ်ဆွေမာအကာကြီးနာမာတော့တဲ့အရာကိုမားရင်မားတဲ့အတိုင်းပြက်ရင်ပြက်တဲ့အတိုင်းထားတယ်ဘုရားတော့မဟုတ်ဘူးဗျမားရင်ပြုတ်ပြင်ပြီးတော့ဘုရားအသက်တာမားရင်ပြုတ်ပြင်ပြီးတော့ဘုရားဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်တွေကျွန်တော်ရှေ့မှာဘာလဲမိခွက်အလင်းမိခွက်ဆိုတာအလင်းကိုပေးတာကျွန်တော်ဘဝအသက်တာမှာရှောင်လန်းဖို့ရတဲ့နှုတ်ကပတ်တော်ကအရေးကြီးတယ်ဟာလေလုယာခရစ်တော်ကတည်းကအရေးကြီးတယ်ထိုသူမရှိရင်ကျွန်တော်ဘဝအသက်တာမားရင်ဆိုအကြောင်းဖြစ်လာနိုင်တယ်ဒါခေတ်ကာလတိုးတက်တဲ့တိုင်းနိုင်ငံဆိုပူပြီးဆိုးတယ်ဗျဆိုးရမှုတွေနဲ့မြူဆွေတဲ့အရာတွေနဲ့အများကြီးပဲနှုတ်ကပတ်တော်မရှိရင်မာယွန်းသွားနိုင်တယ်ကာယနာလည်းဒီနေရာမှာမျက်နှာပြတ်သွားတယ်ဖခင်ကပြည့်ရင်ပြတ်တိုင်းထားတဲ့ဖခင်တော့မဟုတ်ဘူးမေတ္တာနဲ့ပြေဝနေတော့ဖခင်ဖြစ်တယ်ဟာလေလုယာဆက်လက်ပြီးတော့သူ့ကိုအမြင်မှန်ရအောင်ပြန်ပြီးတော့ပြန်အချိန်မီဖခင်ကငါသားကိုနှစ်သက်တာမင်းလို့သူလက်မခံတစ်စုံတစ်ခေါက်ပဲလုပ်မယ်ကိုတော့လက်ခံမလက်ခံအပြက်ပဲမဟုတ်ဘူးငါမင်းကို chance ပေးထားတယ်ဟိုမှာတိုးတကောင်ရှိတယ်လို့ငါလက်ခံပေးမယ်ဒီနေ့ကျွန်တော်တို့ကကာအီနာကိုပြောနေတယ်လို့ပဲကျွန်တော်တို့ကိုပြောနေတယ်ဟာလေလုယာမင်းအသက်တာမားနေတယ်ခရိယန်အတိုင်းဝိုင်းထဲမှာလှုပ်ဆောင်ခဲ့တဲ့အရာတွေမားနေတယ်ဆိုမိတ်ဆွေလက်ခံနိုင်မလားလက်မခံနိုင်ဘူးအမလင်ငါတို့ဘူးဘွားတွေတက်လုံးတယ်ငါတို့တင်းအုပ်ဆရာလှုပ်ခဲ့တာလေမင်းကလာပြီးတော့အခုမှဘယ်ကြောင်းဆင်းတာလဲအခုမှလာမားတယ်လို့မင်းကဘာလဲအသက်ကလည်းငယ်သေးတယ်ဟုတ်လေကျွန်တော်တမန်ကျမ်းစာတာမားသလားတာမားသလားငါတို့တက်လုံးလှုပ်ခဲ့တာလေမားတယ်လားကဲစဉ်းစားစီကာအီနာကဘာကြောင့်လက်မခံတယ်လဲစဉ်းစားစားပဲဆက်လက်ပြီးဖတ်မယ်ဆိုဟေဘဲဩဝါဒစာမှာရှိတယ်ဗျာစစောက်ပါလားမပေါအောင်ပြမတ်ပါဆရာဒီလိုစတောင်းခေါင်ကဒီဟာယုံကြည်သူကိုရမ်းချစ်တယ်သူဝင်ကမယ်ဆိုအားလုံးပြေဝနော်တေချာလေးသူရွေရေးထားတယ်ဒီစာရွက်ကိုအိမ်မှာကျွန်တော်တို့ပြန်ပြီးတော့ search လုပ်မယ်ပြန်ပြီးတော့ခွန်အားယူမယ်ဆိုတကယ်ခွန်အားဖြစ်တယ်တခါလေကြောင်ထိုးထားတာတွေရှိရပါတော့တခါလေဟိုမမမီတဲ့ဟိုမတ်ဖို့ရနဲ့မေ့သွားတဲ့လူတွေရှိကောင်းရှိလိမ့်မယ်ဆိုတော့အားလုံးလှုပ်ထားတာဖြစ်တယ်ကျွန်တော်တို့အားလုံးကိုတမန်ကျမ်းစာယူခဲ့စေချင်တယ်ကျမ်းစာပေါ့နော်ဟေဘဲဩဝါဒစာမှာဟေဘဲဩဝါဒစာမဟုတ်ဘူးယောဟန်ပေါ့နော်ကာအီနာကိုဖျားတင်ဘာကြောင့်လက်မခံတယ်လဲသူ့ရဲ့အတွင်းသဘောကဘာလဲယောဟန်ပထမစာဆောင်အခန်းကြီး3မှာ
အခန်းကြီး3အခန်းငယ်7စနစ်7ရဲ့စနစ်ကကြီးဘောနော်ကျွန်တော်ဖတ်ပါမယ်တင်တို့သည်ရှေ့ဦးစွာကပင်ကြားရသောတရားစကားဟုမူကားမာနနှင့်ဆံ၍မိမိညီကိုတတ်တော်ကာဤနာကဲ့သို့မဟုတ်ဘူးတဲ့ရှင်းတယ်နော်ရှေ့ဦးစွာကြားခဲ့တဲ့တရားစကားတွေကတဲ့မာနနှင့်ဆိုင်သောကာဤနာဘယ်သူနဲ့ဆိုင်လဲမာနနဲ့ဆိုင်နေတာဒီအဖေနဲ့အမေကနေမွေးဖွားလာတာပဲဖះကိုမသိဘူးလားသိတာပဲဖះကအကောင်းဆုံးဖះကအကောင်းဆုံးကြိုက်မယ်လို့ထင်ပြီးတော့မလုပ်ခဲ့ဘူးလားလုပ်တာပဲဒါပေမဲ့သူ့ရဲ့အတွင်းသဘောကဘသူရဲ့အဖွဲဖြစ်နေလဲမာနအဖွဲဖြစ်နေတယ်ဗျဖះလက်မခံအောင်ဒီနေ့ကျွန်တော်ခရမဟုတ်လားဟုတ်တယ်ဖះရှိခိုးတော့အားလုံးအတူတူမဟုတ်လားဟုတ်တယ်တခါလေကိုရအဖွဲမှာမပါဘူးလားပါတယ်နေချင်းမခံဘူးလားခံတယ်အတင်းတော့အစစင်းရမပါဘူးလားပါတယ်ဒါမဲ့တင်ဘယ်သူအဖွဲဖြစ်နေလဲမာနအဖွဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အတွင်းတဘောရေးကြည့်တယ်ဒီနေ့လူတိဖြစ်ရခြင်းကအပြင်းမန္တရာနဲ့မဆိုင်ဘူးလှုပ်ဆောင်မှုနဲ့တပြားမှမဆိုင်ဘူးတစ်စက်မှမရှိဘူးအတွင်းတဘောနဲ့ပဲဆိုင်တယ်ဟာလေလုယာကောင်းတာလို့ရင်ကောင်းတဲ့နေရာရောက်မှာပေါ့မကောင်းတာလို့မကောင်းတဲ့နေရာရောက်မှာပေါ့ဒါအပြင်းရဲ့တဘောအာဒန်လေလူများသားများစော်ကားခဲ့လားစော်ကားစရာလည်းလူလည်းမရှိဘူးလေပစ္စည်းခိုးလားမခိုးပါဘူးအားလုံးဒီ तू ကပထမဦးဆုံးပေါ်တယ်ဆိုတော့ तू ပဲပိုင်တာလေဟုတ်တယ်မလား तू ဒုစရအမှုနဲ့ပတ်သက်တဲ့ကြ तू ဘာလုပ်ခဲ့လဲဘာမလုပ်ခဲ့ဘူးဒါပေမဲ့ဖျားတကယ်ရှိမှ तू ဘာဖြစ်သွားလဲအပြစ်တင်သွားတယ်ကြီးမားတော့အပြစ် तू ရသွားတယ်အပြစ်ရှိခြင်းမရှိခြင်းအပေါ်ကဘယ်အပေါ်မှာမူတည်လဲဆိုဖျားတကယ်နဲ့ရံပဲဖြစ်ထားတာ तू ကကျွန်တော်တို့ကလေအပြင်းမန္တရာမှာဖျားနဲ့ဘလောက်ပဲစက်ကအတွင်းတဘောကဖျားနဲ့ရန်သူဖြစ်နေတာဒါတော့ဖျားတကပြောပြတာဒီအတီးကိုတော့မစားနဲ့တော့စားတော့နေမှာဧကအမှန်တေမယ်ဘယ်မှလဲတေးတာသူစဲအမှုကိုလောက်တာလေဘယ်မှလဲဘာဖြစ်တာမပြောဘူးလားပြောဘူးတယ်ဘယ်မှလဲဖျားမချက်တယ်လဲလုတ်ခဲ့တာပဲ2ချိန်3ချိန်ဘာမှလဲမဖြစ်ဘူးအလုံငန်းနဲ့အဆင်ပြေနေတာပဲဟုတ်တယ်နော်ဆက်လို့နစ်ကုံမဖြစ်လဲပေါင်းပြီးတော့ပြောကြရအောင်ပေါ့ပြောဘူးပါတယ်စဉ်းစားခဲ့ဘူးပါတယ်လူရဲ့အသွေးကိုတော့အများကြီးစဉ်းစားခဲ့ဘူးတယ်ဆိုတော့အတွင်းတဘောကအရေးကြီးတယ်လူတစ်ဖြစ်တာမဖြစ်ဘူးဆိုတာကလူနှမျိုးရှိတယ်အတွင်းတဘောနဲ့ပဲဆိုင်တာဖြစ်တယ်ဟာလေလုယာတင်ကအတွင်းတဘောကအတွင်းဝိညာဉ်ကဘုရားကစားရင်စားတော့နေမှာဧကအမှန်သိမယ်ဆိုတဲ့အရာဒီတကယ်တည်သွားလားမတည်ဘူးတည်သွားတာပေါ့မိတ်ဆွေဖះရဲ့တရက်ကနှစ်ဘယ်လောက်လဲအာဒါအသက်ဘယ်လောက်လဲ1000ပြည့်လားဖះရဲ့တရက်တော့မကူးလဲဘူးသူတည်သွားတယ်တည်သွားလားတည်သွားတယ်တည်ချင်းအရာတွေတည်ချင်းနဲ့ပတ်သက်တဲ့အရာတည်ချင်းဆိုတဲ့အရာကကျွန်တော်ကြားချင်လားမကြားချင်ဘူးအာမင်ကလည်းပတ်သက်တဲ့ကျွန်တော်မကြားချင်ဘူးတည်ချင်းတရားဆိုတဲ့အရာကကျွန်တော်ကမကြားချင်ဘူးကောင်းခြင်းမင်္ဂလာဆိုတဲ့အရာအသက်ရှင်ခြင်းအရာနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်တို့ကိုကျေးဇူးပြုခြင်းတဲ့အရာတွေကိုကိုမျက်တပေးခြင်းတဲ့အကောင်းတဲ့အရာပဲကျွန်တော်ကြားချင်တယ်ဒါပေမဲ့တည်ချင်းဆိုတဲ့အရာကအမင်္ဂလာနဲ့ပတ်သက်နေတယ်တည်ချင်းဖျားကပြောတယ်ဒီဆိုင်တော့အိကမှန်တည်မယ်ဆိုတာတည်သွားတယ်ဆိုတဲ့အရာကဒီနေ့နှုတ်ကပတ်တော်ထဲမှာကဖျားနဲ့အဆက်တွေပြတ်သွားတာဖျားနဲ့အဆက်တွေပြတ်ခြင်းရဲ့သဘောတဘာဝမှာပြန်လည်ရင်မိတ္တရားပြုနိုင်ဖို့ရန်အတွက်လိုအပ်လာပြီဒီနေ့ဗုဒ္ဓနေတစ်မှာကျွန်တော်ဖျားနဲ့လူနဲ့အဆက်တွေပြတ်နေတဲ့အရာကိုခရစ်တော်အပြင်ပြန်လည်ပြီးတော့ပေါင်းစပ်ပေးလိုက်တာဖြစ်တယ်ဟာလေလုယာလောကကတိုင်ကြည့်ပါလောကကတိုင်မရှိဘူးနော်ဟုတ်မှာဟိုမှာအောက်မှာရောက်နေလောကကတိုင်ဆိုတော့အပေါင်းလက္ခဏာကိုပုံဆောင်တာဖြစ်တယ် cross ဒီလိုပေါ့နော်အပေါ်နဲ့အောက်ဖျားနဲ့လူပေါင်းချင်းဆိုတဲ့အရာဒီ
နေ့ခရစ်တော်ကကျွန်တော်တို့ရဲ့ဒီဖခင်နဲ့လူရဲ့အဆက်အသွယ်ပြတ်ခြင်းဝိညာဉ်ရဲ့တည်ခြင်းတရားတွေဖခင်ရဲ့စကားနားမထောင်ခဲ့တဲ့အရာအလုံးဒီပြန်လဲတင်မြတ်စေတော့ပုဂ္ဂိုလ်ဖြစ်တဲ့ယေရှုခရစ်တော်ကဟာလေလုယာဒါကြောင့်ကျွန်တော်ရဲ့ဘဝအသက်တာအတ္တိလူကနဲ့မိသူမဆိုခရစ်တော်ထဲမှာရှိနေတယ်ဆိုရင်တော့အတ္တိပြုပြင်တော့တတ္တဝါဖြစ်တယ်အဲ့ဒီတတ္တဝါဆိုတော့ကအသွင်းလူရဲ့တတ္တဝါကိုပြောနေတာဖြစ်တယ်ဟာလေလုယာအသွင်းလူကိုပြောနေတာဖြစ်တယ်အပြင်မန္တရံကမိတ်ဆွေအင်ဂျီအဟောင်းဝစ်ကောင်းဝစ်ပါလိမ့်မယ်အဆက်ဝစ်ကောင်းဝစ်ပါလိမ့်မယ်အထဲမှာအတစ်ဖြစ်နေဖျားရရှိမှာမင်္ဂလာရှိတယ်ဟာလေလုယာမင်္ဂလာရှိတယ်ဒီနေ့ဥတီချက်ကကျွန်တော်ဒီဖျားရှိမှာမင်္ဂလာဖြစ်ချင်လားလူရှိမှာမင်္ဂလာဖြစ်ချင်လားကြိုက်တာရွေးလို့ရတယ်ကြိုက်တာရွေးလို့ရတယ်မိတ်ဆွေကျွန်တော်ကတော့ဖျားရှိမှာမင်္ဂလာဖြစ်ချင်တယ်ဟာလေလုယာကျွန်တော်စပင်မင်းညမှာတွက်ညက်လိုက်တာပုံတော့မကြောက်ညက်ပြတဲ့လူလဲဂျပန်ဆိုတော့လေတိတ်တော့မညက်တော့အီရှောနေဆိုတော့သူကအီရှောနေဆိုတော်တော်လေးလားပြင်တီကောအိမ်မှာတွက်လိုက်တော့ဟာမင်းစပင်ပုံစံပြဘလို့လဲမတီးကျွန်တော်လည်းနားသူလည်းနားမလဲကျွန်တော်နားမလဲလို့အဒီကတူသွားဖို့တော့အရေးကြီးရလို့ကျွန်တော်မြန်မာနိုင်ငံညက်ခဲ့တာဟိုတလဆိုတော့ဟိုမင်းညအထိရှီတရားဟောမှာဆိုတော့ရှီရတော့မတင်တော့ဘူးဗျာဟိုတွက်ညက်မှာဖြစ်တော့မယ်ဆိုတော့ညက်လိုက်တာရုပ်တော့အစင်မပြေပေမဲ့ဘောလူရဲ့ရှေ့မှာတော့အစင်မပြေပေမဲ့ဖျားရှေ့မှာပဲလေမင်္ဂလာရှိတော့သူဖြစ်ဖို့ရန်အတွက်အလွန်အရေးကြီးတယ်ဆိုတာကျွန်တော်နားလည်ဖို့လိုအပ်တယ်ဟာလေလုယာဆိုတော့ကာဣနကမာနရဲ့လူဖြစ်နေတယ်ဆိုတာအာဒန်နဲ့ဧဝတိလားမသိဘူးသူဘယ်လဲခန်းကြီးလေကပောက်ကြခန်းကြီးလေခန်းရဲ့တက်မှာငါဖျားရဲ့လူကိုငါရပြီဆိုတော့ရေလေကျွေးကြော်နေတာမာနရဲ့သားဖြစ်နေလို့ဆိုတာမသိဘူးဖျားသိလားသိတာပေါ့မိတ်ဆွေကျွန်တော်ဖျားကိုရေလေချင်းမွနေတာမာနဖက်မှာရှိနေဆိုတော့ तू မသိဘူးအဲ့ဒါကျွန်တော်ဒီမာနထဲမှာရှိမလားရှိနေသလားဖျားထဲမှာရှိနေသလားဓမ္မဟောင်းထဲမှာရှိနေသလားဓမ္မတစ်ထဲမှာရှိနေသလားပညာတရားမှာရှိနေသလားကျေးဇူးတရားထဲမှာအသက်ရှင်နေသလားယူယူလေးပဲခွဲခြားလို့ရတယ်မစ္စတင်ကကျေးဇူးတရားပေါ်မှာအသက်ရှင်နေဆိုရင်သူကျေးဇူးတော်ရဲ့နဲ့နေတဲ့အရာစုံလင်ခြင်းသဘောကိုမိတ်ဆွေခံစားရမယ်ဟာလေလုယာခံစားရမယ်မိတ်ဆွေကကျေးဇူးတရားတွေကိုလူသူတစ်ပါးကိုဝင်ငှခြင်းအဖြစ်တို့ကျေးဇူးတရားအပေါ်မှာအသက်ရှင်ခြင်းအဖြစ်မိတ်ဆွေကိုကျေးဇူးတော်အဖွဲ့လို့ပြောကောင်းပြောပါလိမ့်မယ်သူတစ်ပါးတွေကပြောပါစေထို့သူကျေးဇူးတရားကိုပြောတော်သူသည်ယေရှုကိုသဘောမပေါက်လို့ဖြစ်တယ်ကျေးဇူးတော်ကိုသဘောမပေါက်တော်သူသည်ယေရှုကိုသဘောမပေါက်လို့ဖြစ်တယ်တမန်ကျမ်းစာထဲမှာဆက်လက်ပြီးကျွန်တော်တပတ်ဆက်ဖတ်မယ်ကျမ်းစာမများလားများလာတယ်တိမောသေဩဝါဒဒုတိယစာဆောင်မှာရှင်းတယ်ဗျဒုတိယစာဆောင်အခန်းကြီးနဲ့အခန်းငယ်1မှာငါတာတင်ဒီယေရှုခရစ်၌ရှိသောကျေးဇူးတော်အားဖြင့်ခိုင်ခန့်ခြင်းရှိပါယေရှုခရစ်တော်ထဲမှာဘာရှိနေတယ်လဲကျေးဇူးတော်နဲ့ပြည့်ဝနေကျေးဇူးပြုခြင်းပဲဖခင်ရဲ့သဘောတဘာဝကလေပေးတာကိုစိတ်ဝင်စားတဲ့သူဖြစ်တယ်ဟာလေလုယာရယူပင်ဆိုင်ဖို့စိတ်ဝင်စားအောင်ဒီနေ့ကျွန်တော်တို့ကလေဖခင်ကိုဘာပေးရင်ကောင်းမလဲဖခင်ကိုတခုခုပေးမှဖခင်ကနစ်သက်မယ်လို့ထင်တယ်ဖခင်ကိုဆေးဖို့တဖို့ပေးရင်ဖခင်ကနစ်သက်မယ်လို့ထင်နေတာအဲ့ဒီဆေးဖို့တဖို့ကလေမိတ်ဆွေပေးတာမို့ဖခင်ပတ်စံဖခင်ယူတာလေမိတ်ဆွေတပြားမှမပေးသေးဘူးဟိုကိုးဖို့တွေကပေးမှသာလေမိတ်ဆွေကပေးတယ်လို့ဖခင်ကခံယူတာတန်ခါပတ်စံတဲ့ဘာမှမပေးဘာပေးတယ်လို့ခံလုပ်နေတယ်ပြီးတော့ဆေးဖို့တို့ပေးပြီးတော့သူကကြိုက်တာတွေလုပ်နေတယ်အကျွေးအများကြီးတင်နေတာဖခင်ကြီးရှိမှာဆေးဖို့တဖို့ဆိုတဲ့ကဖခင်ကိုကျွန်တော်တို့ပေးပြီးပြီလေပေးတာမဟုတ်ဘူးဖခင်ပတ်စံဖခင်ယူတာလေမင်းဘာမှမပေးသေးဘူးလေဆိုတော့ကျွန်တော်ကလေဖခင်ကိုတစုံတစ်ခုပေးရင်ဖခင်ကနှစ်သက်မယ်လို့ကြိုက်မယ်လို့ထင်တာလူရဲ့အတွေးခေါ်ကတကယ်ဖခင်ရှင်ပဲဆက်ဆုပ်ယွန်ရှောက်ပြီးတော့အရာဖြစ်တယ်ခရစ်တော်ထဲမှာရှိနေတဲ့သူဂျေဇုတော်အဖြစ်ခရစ်တော်ထဲမှာဘာရှိနေလဲဂျေဇုတော်ပဲရှိတာခရစ်တော်နဲ့ဂျေဇုတော်နဲ့ခွဲလို့မရအောင်ဒါ
ဒါပေမဲ့လူတွေမခွဲဘူးလားခွဲလိုက်တယ်ဘာကြောင့်ခွဲလိုက်တယ်လဲဂျေဇုတော်အဖွဲ့လေဒါဆိုတော့ဂျေဇုတော်အဖွဲ့ခရစ်တော်အဖွဲ့ကမင်းကဘာအဖွဲ့လဲရိုးလေးဒါပေမဲ့ကျွန်တော်ဒီနေ့ပြောနေတဲ့ဂျေဇုတော်တရားတွေကိုအပြစ်လုတ်လိုင်စင်ပေးတာမဟုတ်ခရစ်တစ်နှစ်တိုးဖို့ပေးနေတာမဟုတ်ဘူးတို့ဂျေဇုတော်နဲ့နေတဲ့စုံလင်ခြင်းသဘောကိုမစ်ဆိုတကယ်သဘောပေါက်တယ်ဆိုအပြစ်လုတ်ဆက်အကြောင်းကိုရှိဘူးကျွန်တော်ကအခုချိန်လေးဒီမှာဂျပန်နိုင်ငံရောက်တယ်ဟိုဂျပန်မှာတော့ဗလဲအရက်ကအရင်လဲပေါ်တယ်အိုဆာကအရင်ပေါ်တယ်တဲ့ဟိုမှာကျွန်တော်အိမ်နာကဟိုတငယ်ချင်းတယောက်ပြောင်းသွားတယ်သူ့မှာလည်းပီယာတွေအများကြီးပုံနေငါမတဲတော့ချင်းမင်းတောက်မလားတဲ့ဟာငါအမလည်းမတွေ့ဘူးဘာလို့မှလည်းမထီဘူးငါမိန်းမလည်းမရှိဘူးဖះတော့နောက်မှရှင်းလို့ရတယ်ငါလည်းမောလည်းမရလားရတာပေါ့ဗျာဒါပေမဲ့လှုပ်ချင်ပါတောက်ချင်စိတ်ကိုပြကျွန်တော်အရက်အရန်ကြိုက်တာအရင်တော့ကအရက်နဲ့မတိုးလို့တော့ဘိန်းဖြူနဲ့တွားနေတာအိမ်မှာကျွန်တော်တကယ်ဆိုးလို့ရန်ကုန်ပို့လိုက်တာရန်ကုန်မှာရှာတယ်ဘိန်းဖြူဘယ်မှာတွေ့မလဲဘယ်မှာတွေ့မလဲဘိန်းဖြူလဲကိုယ်လည်းနေရမကြွားဘူးဆိုတော့ကဲမူးရင်ပြီးတာပဲဆိုပြီးတော့ဟိုဘာလဲဟိုစိတ်တစားဒီတောက်တဲ့ဆေးလေအဲ့လိုမျိုးဒီကင်ဆာသမားတွေပေါ့နော်ဟိုတက်တာစိတ်ငြိမ်တယ်အဲ့မျိုးဆေးလိုက်ရှာဝယ်တာတောက်ရဆိုတော့ဒါဟိုမာနရဲ့သဘောတဘာဝတွေပေါ့နော်ကိုကဒီလောကအရာကိုနစ်တက်ခဲ့တဲ့အတွက်ကြောင့်လောကအရာတဲ့အသက်ရှင်ခဲ့တာဆိုတော့ကျွန်တော်အခုကျမှလူတစ်ဖြစ်သွားပြီအတွင်းတဘောတွေပြောင်းလဲသွားပြီအတိကအတွင်းတဘောပဲအတွင်းတဘောပြောင်းလဲသွားပြီဆိုအပြင်မနာကအော်တိုပြောင်းလဲသွားတာဒါကတည်းအတွင်းတဘောပြောင်းလဲခြင်းအားနဲ့အရာတွေအားလုံးဒီကျွန်တော်ရဲ့စူးစမ်းမှုတပြားမှမပါဘူးခုနကျွန်တော်တို့ကဒီနေကောငါ18မှာပြောထားတဲ့အရာခတ်သိမ်းတော့ရတယ်ဖျားတကယ်တကူတော့ဖြစ်တယ်ဖျားတကယ်ပြောင်းလဲပေးလိုက်တာချိန်ပေးလိုက်တာနှစ်မင်္ဂလာရောက်လာလို့မိတ်ဆွေအစ်စ်မဖြစ်လာနိုင်ဘူးလူတစ်ဖြစ်လာစားအကြောင်းကိုမရှိဘူးနေဟောင်းရောက်သွားလို့လည်းမိတ်ဆွေအဟောင်းဖြစ်လာစားအကြောင်းမရှိဘူးလူတစ်ဖြစ်နေတယ်2012နိုဝင်ဘာလရောက်လဲဒီဇင်ဘာလရောက်လဲမိတ်ဆွေအစ်စ်ပဲအစ်စ်တော့အရာအဲ့ဒါပဲအစ်စ်ဖြစ်ခြင်းရဲ့အဟောင်းဖြစ်ခြင်းရဲ့တဘောပေါက်ဖို့တက်တာထမလိုအပ်နေပြီတမန်ကျမ်းစာထဲမှာတင်တို့ဒီတဲ့တမန်တရားကိုတိကျသိပြီတို့တမန်တရားတွေတင်တို့ကိုဘာဖြစ်လဲချုံအောင်ထားမှာမဟုတ်လွတ်ချင်းခွင့်ကိုပေးလိုက်မှာအဲ့ဒီလွတ်ချင်းဆိုတဲ့အရာကလောကမှာအသက်ရှင်တဲ့အချိန်မှာဖျားတကယ်ဂတိတော်ကျေးဇူးတော်အားဖြင့်ပဲအသက်ရှင်ဖို့ရတဲ့ဖျားတခင်ကတည်စေခြင်းနဲ့ရစေခြင်းနဲ့ရှိစေခြင်းနဲ့တမန်ကျမ်းစာထဲမှာကြည့်ပါလားဒီမှာလေတမန်ဟောင်းကိုသူပြပြီးတော့ဒီမှာလေဖျားစကားနားထောင်မနားထောင်လို့ဒီလိုခံစားရလေခရစ်တော်ဘာမလာသေးတာမိတ်ဆွေခရစ်တော်မလာတဲ့အချိန်မှာသူ့မှာလေဖျားကလေလူတွေကိုလေသူ့ကိုယ်တိုင်အုပ်ချုပ်ချင်တာသူ့ကိုယ်တိုင်အုပ်ဆိုးချင်သူ့ကိုယ်တိုင် blessing ပေးချင်တာသူ့ကိုယ်တိုင်စီမံခန့်ခွဲချင်တာအဲ့ဒီလာလူမျိုးတွေလုံးဝလက်မခံဘရင်ပေးပါမယ်ဖျားနာနေ့တိုင်းလာတွေ့ရတာလည်းမဟုတ်ဘူးတပတ်တစ်ခေါက်မှမလေးကိုတောင်းပေါ်မှာဟိုဒါတော့ကျွန်တော်လည်းမတွေ့ရဘူးမိုးရှေအားဖြင့်လည်းကျွန်တော်တွေ့ရတာတိတ်မမိုက်ဘူးဘရင်ပေးပါဘရင်ပေးပါဖျားတခင်ကအရန်ဝမ်းနေတယ်ငါကိုယ်တိုင်အုပ်ချုပ်နေတယ်ငါကိုယ်တိုင်ကောင်းခြင်းမင်္ဂလာပေးနေတဲ့အရာကိုမနှုတ်မလို့အပ်ဘူးဘယင်ကိုအယံတောင်းတယ်လူရဲ့တဘောတဘာအားရဒီနေ့ဖျားခင်ဒီကျွန်တော်ဒီခရစ်တော်ထဲမှာအသက်ရှင်နေဆိုရင်ခရစ်တော်ထဲမှာအသက်ရှင်တဲ့သူတယောက်ကခရစ်တော်ကအသက်တပံကျွန်တော်အထဲမှာဘာဖြစ်လာပြီလဲအသက်ရှင်လာပြီအဲ့ဒါဒုတိယအကျင့်ဖြစ်တယ်ရှင်ဘောလူကငါတဲ့ခရစ်တော်နဲ့အတူလဝကတိုင်မှာအသေးခံနေတဲ့ဒါပေမဲ့ငါအသက်ရှင်နေသေးတယ်နော်တဲ့ကြည်ပါလားတဲ့အသေးခံအသေးခံရခြင်းအကြောင်းကပါလေဒါပေမဲ့ငါအသက်ရှင်နေသေးတယ်တဲ့ကြည်ပါလားတဲ့လို့ဒါပေမဲ့ငါအသက်ရှင်တဲ့အရာဒီလူဟောင်းမှာဖြစ်ပျက်ခဲ့တဲ့အရာအလုံးဒီမဟုတ်ဘဲနဲ့ခရစ်တော်ဒီငါအထက်မှာရှင်သွားတာတဲ့အလုတ်နှစ်ခုလုပ်တယ်နှစ်ခုခံစားရတယ်လူကလည်းခရစ်တော်အထက်မှာရှိသွားပြီးနောက်ပိုင်းမှာခရစ်တော်ဒီကိုယ့်အထက်မှာပြန်ရှိလာတယ်ဗျဟာလေလုယာမိတ်ဆွေကလေခရစ်တော်ထဲမှာမရှိဘဲနဲ့ကိုယ့်အထဲမှာခရစ်တော်ရှိလာစားအကြောင်းကိုမရှိဘူးခရစ်တော်မွေးဖွားမဲ့နေရာမရှိဘူးလေနော်စကတ်ထဲမှာအော်ငါတို့နေရာမှာပြင်ငါတို့နေရာထဲမှာပေးအောင်လာကိုရင်ခွင်းထဲမှာအိတ်မတုံနဲ့မလုံနဲ့ငြိမ်နေခိုင်းတာခရစ်တော်ပြောတော့ယေရှုခရစ်တော်တခင်ဆိုတော့တခင်နေရာမှာထားရမှာပေါ့တခင်နေရာမှာမထားဘဲနဲ့အခိုင်းစင်နေရာမှာထားတယ်ဗျဆိုတခင်ဆိုတဲ့အရာတခင်တဘောတဘာဝကျွန်တော်နားလည်ဖို့လိုတယ်
ကျမ်းစာတစ်ပိုက်နော်ဒါကြောင့်ယေရှုတရားဆိုတဲ့နည်းနည်းတဲ့အရာစုံလင်ခြင်းတော့ယေရှုတော်ထဲမှာစုံလင်ခြင်းရှိတယ်တို့ယေရှုတော်ထဲမှာပဲတို့ရဲ့ blessing တွေရှိတယ်တို့ယေရှုတော်ထဲမှာပဲဖျားရဲ့ခွင့်လွှတ်ခြင်းတွေရှိနေတာဖြစ်တယ်မိတ်ဆွေရဲ့တောင်းပန်တဲ့အရာစကားတွေအယံနေဝင်ချုံလွန်းလို့တောင်းပန်တဲ့စကားလုံးလေးတွေကအယံအစီနေရာကြလွန်းလို့ဖျားခင်ခွင့်လွှတ်ပေးတာမဟုတ်ဘူးဗျယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်မြင်လို့ဖြစ်တယ်နီကိုဒင်ကဒါကိုနားမလဲဘူးနားလေလားနားမလဲဘူးယေရှုခရစ်တော်ကဖျားခင်အသားဖြစ်တယ်ဆိုတော့ကျွန်တော်ယုံတယ်နမိတ်လက္ခဏာအဖြစ်ဖျားအဖြစ်ပြုတယ်ဆိုတော့ကျွန်တော်ယုံတယ်တဲ့သူပြောတဲ့စကားကိုခရစ်တော်ဖြေလားမဖြေဘူးပြောလိုက်တဲ့စကားကတခွန်းအထဲမှာရှိနေတဲ့အသွင်းတစ်ဘောကတမျိုးဖြစ်နေတယ်ဆိုခရစ်တော်ချက်ချင်းမြင်လိုက်တယ်မင်းဒုတိယအကြိမ်မွေးရအောင်မယ်နားမလဲဘူးဗျဒါလည်းသူမင်းနဲ့ဓမ္မဆရာဖြစ်ရတာနဲ့ဒါနားမလဲတယ်အသင်းတော်ထဲမှာဒီလောက်လှုပ်ရှားခဲ့တာနားမလဲတယ်တတလုံးတရားဟောခဲ့တာဒါမှနားမလဲတယ်တတလုံးခရိယန်ဖြစ်ခဲ့တာဒါနားမလဲတယ်ဘူးဒုတိယအကျင့်မွေးဖွားမယ်ဆိုတဲ့စကားလုံးကိုတော့ကျွန်တော်သိတယ်ယုံတယ်แต่မွေးဖွားခြင်းအကြောင်းပြောင်းလဲခြင်းအကြောင်းအသစ်ဖြစ်ခြင်းအကြောင်းကိုသူတဘောလည်းမပေါက်သေးဘူးနားမလဲသေးတာနီကိုတင်းကိုပြောတယ်လို့ဒီနေ့ကျွန်တော်တို့လည်းပြောနေတယ်မင်းဒါနားမလဲသေးဘူးပဲပြန်မွေးရမယ်ပြန်မွေးရမယ်တည်သွားတယ်လေအတိတ်မှာပြန်မွေးရမှာပေါ့ဖះနဲ့အဆက်အသွယ်ပြတ်ထားတယ်လေဖះကိုမင်းအန်တုထားတာဖះကိုစန့်ကျင်ထားတာပါဇက်နဲ့တာစမကျင်တာနှလုံးသားနဲ့စန့်ကျင်တာအတွင်းတဘောနဲ့စန့်ကျင်ပြီးသားစန့်ကျင်နေတာမဟုတ်ဘူးစန့်ကျင်ပြီးသားတဲ့အဖွက်ထဲမှာပါတယ်ပထမအာဒံတဲ့အဖွက်ထဲမှာပါတယ်ပထမအာဒံကျွန်တော်ဒီနေ့ဒုတိယအာဒံအဖြစ်အသက်ရှင်ရမှာဖြစ်တယ်ဟာလေလုယာပထမအာဒံကဘုရားသခင်ဖန်ဆင်းတဲ့အာဒံဒါဇာတိတဘောဒုတိယအာဒံကယေရှုခရစ်တော်ကိုပြောနေတာဖြစ်တယ်ယေရှုခရစ်တော်ကိုပြောနေတာဖြစ်တယ်တော့ယေရှုတရားနဲ့အပြစ်တရားကဘယ်သူပိုကြီးတယ်လဲယေရှုတရားပိုကြီးပါတယ်ဟာလေလုယာမစ္စတထိုင်နဲ့စဉ်းစားလို့ရတယ်နော်ဘုရားသခင်မခွင့်လွတ်နိုင်တဲ့အပြစ်ရှိလားရှိပါဘူးဒါကိုကျွန်တော်ပြောပြီးကြိုက်တာလုပ်လို့ကျွန်တော်ပြောနေတာတော့မဟုတ်ပါဘူးအပြစ်ယေရှုတရားကအပြစ်ထုတ်နိုင်စဉ်ပေးတာလေမဟုတ်ဘူးနှုတ်ကပတ်တော်ဆိုတဲ့အရာကအစအဆုံးကိုနားထောင်မှတလေဘဝအတ္တတမှာကောင်းကြီးဖြစ်တယ်လို့တဘောပေါက်နားလေတော့မှာဖြစ်တယ်တစွန်းတစားလေးကိုကြားပြီးတော့ဝေဖန်ပိုင်းခြားစအကြောင်းမရှိဘူးတိမောသေကိုရှင်ပေါလုကပြောတယ်လောကမှာသူအမှုတော်ဆောင်ရတော့မယ်တွားရတော့မယ်ယေရှုခရစ်တော်နဲ့မှာရှိနေတဲ့ယေရှုတော်ထဲမှာပဲခိုင်ခန့်ရှင်းရှိတာနော်တဲ့တခြားဘယ်အရာမှမရှိဘူးတဲ့ထိုပညာတရားကတဲ့လူကိုဘာမှအကျိုးမပြုဘူးပညာတရားကဖျားသခင်ကမောရှေအားဖြင့်ဘယ်နေရာမှာပေးတာလဲဘယ်နေရာပေးလဲတိနာတောင်ပေါ်မှာပေးတယ်လို့ဘယ်အပေါ်မှာရေးပြလိုက်လဲကြောက်ပေါ်မှာအသက်မဲ့နေတဲ့ကြောက်ပေါ်မှာအသက်မရှိဘူးဒီနေ့အဲ့ဒီကြောက်ပြားပေါ်မှာရှိနေတဲ့ဖျားခင်နစ်သက်မယ်ဆိုပြီးတော့ပညာတရားကိုရှောက်လန်းခဲ့တဲ့ဣတိလလူမျိုးတွေဒီနေ့ကျွန်တော်အဲ့ဒီထဲမှာလည်းပါတယ်ဒါပေမဲ့အဲ့ဒီပညာတရား10ချက်မှာကျွန်တော်လူများတားမြတ်မစောကဘာတွေမလုပ်ရပါလဲပါပါတယ်အဲ့ဒါတွေကိုကျွန်တော်ပယ်ဖြတ်တယ်လို့ကျွန်တော်ပြောနေတာတော့မဟုတ်ဘူးတကူးရှိချင်းအရာကိုကျွန်တော်ကသဘောပေါက်နားလည်ဖို့အရေးကြီးတယ်ကြောက်ပြားပေါ်မှာရှိနေတဲ့ထိုစာကတကူးရှိသလားဒီကြောက်ပြားပေါ်မှာရေးသွင်းလိုက်တဲ့ဖျားခင်ကတာရီတကူးရှိသလားဒါပဲဒီနေ့ကြောက်ပြားပေါ်မှာရှိနေတဲ့စာကကျွန်တော်ထဲမှာမရှိဘဲနဲ့ကြောက်ပြားပေါ်မှာဖြစ်စေတဲ့စာကိုလှုပ်ပေးတဲ့ဖခင်ကကျွန်တော်အထဲမှာရှိနေတာဖြစ်တယ်ဟာလေလုယာအဲ့ဒါပဲယေရှုခရစ်တော်ကသူပညာတရားအလုံးစုံကိုကျင့်ဆောင်နိုင်တဲ့ဆိုတဲ့အရာကိုသူကကျင့်ဆောင်နိုင်တော့တယ်သူယေရှုခရစ်တော်ကတည်းကကျွန်တော်အထဲမှာအသက်ရှင်လာတယ်အသက်ရှင်ခြင်းလက္ခဏာဆိုတာအသက်ရှင်ခြင်းလက္ခဏာ
သမင်းစားတယ်စကားပြောတယ်ဖခင်ကလည်းအသက်ရှင်ခြင်းရဲ့လက္ခဏာသူ့မှာရှိတယ်ကျွန်တော်ပြောတဲ့အရာသူနားထောင်တယ်ရှင်ယောဟန်ကချစ်ချင်းမေတ္တာအကြောင်းကိုသူအရန်သဘောပေါက်တယ်အရန်နားလေတယ်ခရစ်တော်နဲ့လည်းသူအတူအမြဲတမ်းနေခဲ့တဲ့သူဖြစ်တယ်တခြားတပည့်တော်တဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုသူတာရဲ့နားလေသွားတယ်ဒါတော့သူချစ်ချင်းမေတ္တာအကြောင်းကိုသူပြောသွားတဲ့အရာရှင်ယောဟန်ရှင်ယောဟန်ဩဒါစာတတိယစာဆောင်မှာခန်းကြီးတဲ့ခန်းငယ်၄မှာငါဤသားသမီးတို့သည်တမန်တရား၌ကျင်လေဒီကိုတဲ့ငါကြားတယ်တဲ့ငါကြား၍ဝမ်းမြောက်ခြင်းထက်သာ၍ဝမ်းမြောက်ခြင်းမရှိဘူးဆိုဖယားကဝမ်းမြောက်သွားတဲ့အရာပျော်ရွှင်သွားတဲ့အရာပီတိဖြစ်သွားတဲ့အရာဖယားကြီးပြုံးသွားတဲ့အရာကဘယ်အပေါ်မှာမူတည်တယ်လဲဆိုရင်တဲ့တမန်တရားနဲ့ကျင်လည်ပြီးတော့အသက်ရှင်တော်သူတွေကိုပြောနေတာဖြစ်တယ်ဟာလေလုယာပြောချင်တဲ့အရာကတမန်တရားကိုသဘောပေါက်ပြီးတော့ဝန်ခံအသက်ရှင်နေတော်သူတွေတို့တမန်တရားဆိုတဲ့အရာကဘု து ကိုမိမောင်းထိုးထားတယ်လေဆိုယေရှုခရစ်တော်ကိုတော်ပြီးမိမောင်းထိုးထားတာဖြစ်တယ်ဟာလေလုယာတို့ယေရှုခရစ်တော်ကိုသဘောပေါက်ပြီးတော့အသက်ရှင်တော်သူတွေယေရှုခရစ်တော်ကိုအမိတခဲပြုပြီးတော့အသက်ရှင်တော်သူတွေယေရှုခရစ်တော်ကိုပဲ focus ထားရမှာဒါပဲရိုးရိုးလေးပဲယေရှုခရစ်တော်ကို focus ထားပြီးအသက်ရှင်တော်သူတွေဘယ်သူနဲ့မှမတည့်ဆရာအကြောင်းတော့မရှိဘူးကျွန်တော်ကလေလူဟိုလူနဲ့တဲ့တယ်ဟိုလူနဲ့မတည့်ယေရှုခရစ်တော်နဲ့လည်းမတည့်သေးလို့ဖြစ်တယ်ခရစ်တော်ရဲ့အစဉ်ပြေအရာခတ်တဲ့အစဉ်ပြေတယ်ဟာလေလုယာအစဉ်ပြေတယ်ကျွန်တော်အမှုတော်ဆောင်နေမှာလည်းအရာအစဉ်ပြေတယ်လို့မထင်ပါနဲ့အရာအစဉ်ပြေတယ်ဆိုဒီလိုလေအရာဟိုအတိုက်ခတ်အရာများတယ်အဲ့လိုမျိုးတွေပေါ့ဒါပေမဲ့ကိုကဖယားအခရစ်တော်နဲ့အစဉ်ပြေဖို့ရည်ကြီးတယ်ခရစ်တော်ထဲမှာခွင့်လွှတ်ခြင်းတဘောတပါးတွေပြည့်ရှမ်းတဲ့ရှိနေတယ်ကျေးဇူးတော်တွေနဲ့ပြည့်ရှမ်းတဲ့ရှိနေတယ်မေတ္တာတဘောတပါးဝတွေနဲ့ဘာဖြစ်လဲပြည့်ရှမ်းနေတယ်ဆာလန်ဆရာကတောင်ပြောတယ်ဗျကျေးဇူးတော်ခွဲဖလားရှမ်းလက်ရှိပါ၏ကျေးဇူးတော်ခွဲဖလားတဲ့ဘာဖြစ်နေလဲရှမ်းနေကျွန်တော်တကားမှမဖြစ်တော့သူကပြောတယ်ဖြစ်လဲရှမ်းနေတယ်တဲ့ကျွန်တော်ကရှမ်းလားရှမ်းရမယ်ရှမ်းမတဲ့ရှမ်းလာရင်ဘောလေရေခွက်ထဲမှာရေထည့်ရှမ်းလာဘာဖြစ်သွားမလဲဖိတ်လာကျွန်တော်မရှမ်းလာမှတဲ့ဘေးပတ်ဝန်းကျင်မှာရှိတယ်ပတ်ဝန်းကျင်ထဲမှာရှိရဖရားရဲ့ကောင်းကြီးဘင်္ဂလီလေစင်တွေကိုပဲလေခံစားပါပေါ့ဟုတ်လားရှမ်းဖို့ရည်ကြီးတယ်ကိုတော့မပြည့်သေးဟိုကပေးပါတရားပေးပါသူမှတောင်းလို့မပြီးသေးဘူးအိုတော့မယ်အခုမှဖြစ်လဲဂျပန်ရောက်တာဘယ်လောက်ကြာပြီလဲအနည်း20အနည်း30အော်ရှားလို့မဝသေးဘူးလားဘာမှမဆူရသေးပါဘူးဆရာဘာမှအနည်း20ဘာမှမဆူရသေးအော်ဘာတွေဘယ်နည်း20ဆိုရဲမင်းတလကိုတွက်ကြည့်လိုက်တရက်ဘယ်လောက်လောက်အတဲတနိုင်ဘယ်လောက်အလောက်အခါပြန်တွက်ပြန်စုတင်ဘယ်လောက်ရှိမလဲဆိုရရတယ်မရှာဘူးသူမှာအမြဲတမ်းလိုအပ်နေတယ်ခရစ်တော်မရလို့ဖြစ်တယ်ခရစ်တော်ရခြင်းအတ္တစုံလင်နေတယ်ပြည့်စုံနေတယ်ဂျပန်ရောက်ခြင်းရောက်မရောက်ခြင်းနေတင်မြန်မာနိုင်ငံမှာပဲနေဂျပန်မှာပဲနေ USA မှာပဲနေတင်းရဲ့အထက်မှာစုံလင်ဖို့အရေးကြီးတယ်ပြည့်စုံဖို့အရေးကြီးတယ်တို့ပြည့်စုံဖို့ရန်အတွက်စုံလင်ဖို့ရန်အတွက်ယေရှုရှိဖို့အရေးကြီးတယ်ဟာလေလုယာယေရှုရှိဖို့အရေးကြီးတယ်တော့တိမောသေကိုရှင်ပေါလုကပြောလဲယေရှုခရစ်တော်ထဲမှာရှိတဲ့ယေရှုတရားပေါ်မှာပဲခိုင်ခန့်နေတယ်ဟောတဲ့တခြားဘာမှမခိုင်ခန့်ဘူးဘာရန်ငွေမှမခိုင်ခန့်ဘူးဘာတနာထောင်ကျော်မှလည်းမခိုင်ခန့်ဘူးပြောင်းလဲနေတာအလုပ်တွေရောအခြေအနေအားလုံးပြောင်းလဲနေတယ်ခိုင်ခန့်ခြင်းရှိတဲ့ယေရှုတော်ကိုခိုင်ခန့်ခြင်းရှိတဲ့ယေရှုခရစ်တော်ကိုဖူးကပ်ထားပြီးအသက်ရှင်ရမှာဖြစ်တယ်ဟာလေလုယာတော့2017ဒီနေ့ကျွန်တော်ဒုတိယအပတ်ဖြစ်တယ်အများကြီးကျွန်တော်လူတွေလောက်ရအောင်မယ်အများကြီးအသက်ရှင်ရအောင်မယ်လောကမှာအသက်ရှင်သူဘယ်သူအဖြစ်အသက်ရှင်မလဲဘလို့နည်းနဲ့အသက်ရှင်မလဲကျွန်တော်ကတနေ့တခါ granny တိုးပြီးတော့ဘုရားခင်နှစ်သက်ဖို့ရတဲ့ဘုရားခင်စိတ်ကျဉ်နှံ့ဖို့ရတဲ့လှုပ်ဆောင်နေသေးတယ်ဆိုရင်တင်းနေတမဟောင်းထဲမှာပဲရှိနေသေးတယ်ခ
န်းကြီးတက်မှာဝေငါတနားခွဲတော့နည်းနည်းတော့လူတည်တယ်နော်ပြင်းကြပြီလားမစုရှင်ရခရစ်ဝင်ခန်းကြီးတက်မှာအခန်းငယ်16မှာကျွန်တော်ဒီတမန်ကျမ်းစာကျွန်တော်ဖတ်တယ်မနားမလဲဘူးနားမလဲတော့မဖတ်ဘူးကျွန်တော်ကျမ်းစာဖတ်ရင်ဘာဖြစ်လဲကိုယ်အပြစ်ထောက်တယ်လို့ပဲမြင်နေတယ်မင်းအလူငွေထည့်ဖို့ပဲသူတို့တွေ့နေတယ်ဆိုတော့လေမဖတ်တာပဲကောင်းပါလေဆိုဟုတ်တယ်မလားမေးဆိုရင်ဝန်ခံလိုက်ပါဆိုတော့ရှင်ယောခရစ်ဝင်အခန်းကြီး1အခန်းငယ်16မှာဘာပြောထားလဲဆိုထိုသူဤပြည့်စုံခြင်းမှလဲထိုသူဤပြည့်စုံခြင်းနဲ့ထိုသူဆိုတာဘာလို့ပြောနေလဲယေရှုပဲပြောနေတာထိုသူဤပြည့်စုံခြင်းမှလဲဂျေစုတော်တပါး၌ထပ်ဆင့်၍ဟာလေလုယာဟာလေလုယာလို့ပြောရင်ဟာလေလုယာအဖွက်တော့မဟုတ်ပါဘူးဂျေစုတပါး၌ထပ်ဆင့်၍ဂျေစုတပါးကိုငါတို့၌ရှိတယ်ပြည့်နေတယ်ဟာလေလုယာအာမင်ထူတော်သူဖျားရှင်ကောင်းကြီးပေးပါစေမထူတော်သူတွေဖျားရှင်ကောင်းကြီးပေးပါစေဂျေစုတော်အဖြစ်အင်္ဂဲတော်သူတွေလည်းဖျားရှင်ကောင်းကြီးပေးပါစေထိုသူ၏ပြည့်စုံခြင်းမှလည်းတဲ့ခရစ်တော်ရဲ့ပြည့်စုံခြင်းခရစ်တော်ထဲမှာစုံလင်ခြင်းရှိတယ်ခရစ်တော်ထဲမှာပြည့်စုံခြင်းရှိတယ်ခရစ်တော်ထဲမှာပြည့်စုံခြင်းတဲ့အရာအလုံးတွေကျွန်တော်အထက်မှာတဲ့ဂျေစုတော်တပါး၌ထပ်ဆင့်၍တပါးပဲမဟုတ်ဂျေစုတော်ဂျေစုကျွန်တော်ခံစားနေတဲ့အရာဂျေစုတော်တပါးမှမဟုတ်ဘူးထပ်ဆင့်ရဂျေစုတော်ခံစားရတယ်ဟာလေလုယာဖခင်သားသမီးတွေအယံပဲဖခင်ရဲ့ကောင်းချီးမိလားအဲ့လိုပြောတာဖြစ်တယ်တကယ်ဖခင်ရဲ့ကောင်းချီးမိလားခံစားရဆိုရင်လေရှမ်းနေတာဂျေစုတော်တပါးနဲ့ထပ်ဆင့်ဂျေစုတော်ကိုတဲ့ငါတို့၌ရှိဒီကိုခံရကြတယ်ဂျေစုတော်တပါးနဲ့တပါးဖျားတင်ရတစ်ခုပြီးတစ်ခုအတ္တတစ်ခုပြီးတစ်ခုလက်ကထစ်လိုပဲဂျေစုတော်တပါးဂျေစုတရားတွေတစ်ခုကိုပဲကျွန်တော်ပြောနေတာမဟုတ်တမန်တရားကိုလေတစ်ခုပြီးတစ်ခုကျွန်တော်ကိုထည့်ပေးချင်တာကျွန်တော်နှလုံးသားထဲမှာဒီအရာတွေကိုလည်းကျွန်တော်တို့ကလေသူတပါးတွေကိုသူဂျေစုတော်နဲ့နေတဲ့သူတပါးကိုပဲလေဝေငါပြီးတော့အတစ်ပြန်လို့ချင်းနဲ့ဖျားတင်ကအတစ်ပေါ်အတစ်တော့အရာပြန်ထည့်ပေးချင်တာဂျေစုတော်တပါးနဲ့တပါးလောကအရာတွေမှာရှိနေတဲ့ကျွန်တော်လူဆိုတဲ့အရာလှုပ်လာပြီဆိုရင်စာဝတ်နေတဲ့အရေးကြီးတာလေကြီးပါတယ်ဒါပေမဲ့အဒီစာဝတ်နေရတဲ့ပတ်သက်တဲ့အရာတွေလည်းဘုရားတကယ်တခုပြီးတခုဖြစ်လေပြင်ဆင်ပေးနေတာဖြစ်တယ်ဟာလေလုယာတနေရာမှာပဲတစုံတစ်ခုကိုပဲတွားနေတော့မဟုတ်ဘုရားခင်မှာစုံလင်ခြင်းတဘောရှိတယ်လူကတော့မစုံလင်နိုင်ဘူးလူကတော့မပြည့်စုံနိုင်ဘူးခရစ်တော်ကလည်းပြည့်စုံနိုင်တယ်ဆိုတာနားလည်ဖို့လိုအပ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တက်တာထဲမှာယေရှုခရစ်တီဟူသောသူကို focus ထားပါတော့ခရစ်တော်နဲ့ရှိတော့သူယေရှုတော်နဲ့နေတဲ့အရာကို focus ထားပါထို့အထက်မှာပဲအသက်ရှင်ပါဟာလေလုယာဒါဆိုရင်ဒီအရာကိုကျွန်တော်ပြောခဲ့တဲ့အရာကိုပြန်ကောက်မယ်ဆိုရင်အပြစ်ခွင့်လို့တောင်းပန်စရာမလိုတော့ဘူးလို့ပြောသွားတဲ့ဆရာရှိတယ်လို့တော့ကျွန်တော်ပြောနေတာမဟုတ်ဘူးကျွန်တော်တို့နေရစတဲ့အပြစ်ဖြေလို့ပေးတဲ့သူပုဂ္ဂိုလ်တစ်ပါးရှိနေတာဆိုတော့ကျွန်တော်သဘောပေါက်ဖို့လိုအပ်တယ်ဟာလေလုယာကျွန်တော်တို့အမြဲတမ်းအပြစ်ဖြေပေးနေတဲ့လူအပြစ်ဖြေပေးနေတဲ့ပုဂ္ဂိုလ်တရားစင်မဲ့သူမဟုတ်တော့မမလည်းကျွန်တော်ဒီလောကမှာအသက်ရှင်နေမှာအသက်ရှင်နေတဲ့အချိန်မှာအခက်မတင်ဘာစကားရိုးရှင်းတယ်နော်အခက်မတင်ပြောတာစိတ်ဒေါသထွက်မိတဲ့အရာလေးတွေဖျားမနစ်တဲ့အရာတွေလောက်ကောင်းလိမ့်မယ်လုံနေဖို့တော့မဟုတ်ဘူးတင်းကတမင်တက်လောက်တာလားခြေချော်လက်ချော်ဖြစ်သွားတာလားဆိုတာထင်ရှားတယ်ဗျဆိုတော့ကျွန်တော်ကခြေချော်လက်ချော်ဖြစ်သွားတဲ့အရာနဲ့ပတ်သက်ပြီးတော့ဘုရားကခရစ်တော်ကဘုရားခင်ရှေ့မှာအမြဲတမ်းကျွန်တော်ကို
granny တိုးပေးနေတယ်ဟာလေလုယာကျွန်တော် granny တိုးစရာအကြောင်းမရှိဘူးတက်တန်တိုးစရာအကြောင်းကျွန်တော်ရဲ့တက်တန်တိုးပေးနေတဲ့ယေရှုခရစ်တော်ကထိုဘုရားခင်လက်ရတော်မှာနေရစနဲ့ထိုင်ပြီးတော့သူ့ရဲ့အသွေးတော်ခွက်ကိုကိုင်နေတယ်ဟာလေလုယာစာရမဏေကဟောမလေးခရိယန်တယောက် तू အပြစ်လုပ်ပြီလေမစင်ဘူးလားမစင်ရင်ဘူးလားအပြစ်လုပ်ရင်အပြစ်ရဲ့အစိုးကျိုးကိုခံစားရမယ်လို့ကိုရောပြောထားလေကျွန်တော်ကိုအပြစ်တင်တဲ့ပုဂ္ဂိုလ်တစ်ပါးဆက်လက်ပြီးရှိနေသေးတယ်ထိုသူဒီမာနဖြစ်နေတယ်ထိုသူကလေအတိကခရိယန်တွေကိုတိုက်ခိုက်ပြီးပြစ်မှတ်ထားပြီးတော့ဘယ်လိုအပြစ်တင်တယ်လဲဘယ်သူအပြစ်ရှိတယ်လဲဘယ်သူဘာဖြစ်နေတယ်လဲဆိုတာအမြဲတမ်းတောက်ထောက်ပြီးကြည်နေပြီးတော့ဖျားရှင်မှာအမြဲတမ်းအပြစ်တင်ရှုံချနေတယ်မရဘူးမင်းအပြစ်လောက်တာအပြစ်တောင်းပါမှဖြစ်တော့မယ်တမဟောင်းကိုပြန်ပြီးပို့လိုက်တာကျွန်တော်တို့ကိုအဲ့ဒီမာနကတော့တမဟောင်းနေရာပြန်တော့တမဟောင်းနေရာကိုပြန်သွားဣတိရလူမျိုးတွေကျင့်သုံးတဲ့အရာပြန်ကျင့်သုံးမကျင့်သုံးရင်မင်းကရဲရောက်ဒါနဲ့ကျွန်တော်အော်တဘာစိတ်မကြည်လင်အောင်နဲ့ဟုတ်ပဲလေအသက်ရှင်နေတာခရစ်တော်ကယူလေးပဲပြောထားတယ်ဟုတ်ပါတယ်သူအပြစ်လောက်ကောင်းလုံးမိလိမ့်မယ်တဲ့ဘုရားသခင်အဖခမဲတော်သူအပြစ်လောက်ပါတယ်တဲ့ကျွန်တော်လက်ခံပါတယ်တဲ့ခရစ်တော်ကယူလေးပဲဘုရားသခင်ရှင်းမှာပြောတာဒါပေမဲ့ဒီမှာကြည့်ပါတဲ့အဖခမဲတော်ဒီအသွေးတော်ကဘယ်တနေ့အတွက်လားတဲ့နှစ်နှစ်အတွက်လား10နှစ်အတွက်လားတဲ့သာရကာလအတွက်မဟုတ်ဘူးလားတဲ့ဟာဟုတ်တာပေါ့ဗျာယူရှင်းတယ်ဗျဘုရားကအပြစ်ပြောလိုက်တယ်ဒီနေ့အဲ့ဒီဂတိတော်အတိုင်းတို့တမန်တရားအတိုင်းကျွန်တော်အသက်ရှင်ရမှာဟာလေလုယာဒီနေ့ကျွန်တော်2012အသက်ရှင်ရတော့မယ်2013ကလည်းဆက်လက်ပြီးတော့ကျွန်တော်သွားရတော့မယ်တို့ကောင်းကင်နိုင်ငံမှာရောက်မချင်းဆိုရဒီလောကမှာအသက်ရှင်နေချိန်မှာဖခင်ရဲ့တမန်တရားတို့တမန်တရားကယေရှုခရစ်တော်ကိုမိမောင်းထိုးထားတယ်တို့ယေရှုခရစ်တော်ထဲမှာကျေးဇူးတော်ရှိတယ်တို့ကျေးဇူးတော်ထဲမှာအသက်ရှင်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့အသက်ရှင်ခြင်းအပြင်တို့ကျေးဇူးတော်ထဲမှာရှိနေတော့အရာကိုခိုင်ခန့်ဖို့ရတယ်ကျွန်တော်ဘဝအသက်တာထဲမှာဒါရေးအရေးကြီးတာဖြစ်တယ်ဟာလေလုယာရောက်စီတိုင်းကိုဖခင်ကောင်းကြီးရှိပါစေဟာလေလုယာอันเทเปนิงไรนะชินิงนันทาอันเทคือนิงไรคิงเตียนทาจิมเกรกสังก็อันเทเปโนโซระงายงวยเพเจนาค่อนข้างลูกค้าอันเทเปมุงกาเทเกรสังสักมุงกาเทสไลมอสอันเทชราเปกจีจุตุมเสกุเร